တံမှာအားကြတဲ့စိတ်အတူယူလိုတဲ့စိတ်တွေဟာဖြစ်လာမှာအဲ့ဒါအလွန်တရာမှတန်ဖိုးရှိတဲ့ကုသိုလ်ကောင်းမှုဖြစ်တယ်လို့ဒီလိုလဲနားလည်ရမယ်ပေါ့ဒါကြောင့်ဒီဇတ်တော်ထဲမှာတရားဓမ္မတို့အရင်တို့အတွက်တန်ဖိုးဖြတ်လို့မရတဲ့အသိဉာဏ်ပညာတွေများစွာရနိုင်တယ်ပေါ့ဒါကြောင့်ပေသက်ပေါင်းတော်ကောင်းတို့ဘဝမှာအလွန်တရာမှလေးစားလိုက်တဲ့စံထားလိုက်တဲ့ပုဂ္ဂိုလ်တို့ပုဂ္ဂိုလ်မြတ်လို့ဆိုနိုင်တဲ့ဘုရားလောင်းရှင်ရဲ့သေးရဲ့အကြောင်းအရာလေးတွေကိုဒီကနေ့ညဟောကြမယ်နာကြမယ်ပေါ့နော်ကဏ္ဍဇတ်တရားဒေသနာတော်တဲ့ဘုန်းကြီးတို့ဘယ်ကနေစတင်ပြီးတော့ပြောကျင်တော့ဆိုတော့ဒီဇတ်တော်ကိုမြတ်စွာဘုရားဘာကြောင့်ဟောကြားတော်မူခဲ့ရသလဲဆိုတဲ့အကြောင်းဒီတန်းလေးကနေစတင်ပြီးတော့ပြောကြည့်ရအောင်အခါတစ်ပါးမှာဘုရားရှင်ကိုတော်မြတ်ကြီးကပိလဝတ်ပြည်နေကြောဓာယုံကျောင်းတိုက်တော်မှာသတင်းသုံးတော်မူနေတော့တခုသောညနေခင်းမှာယဟန်တန်ဃာတွေခြံရံပြီးတော့မြတ်စွာဘုရားနေကြောဓာယုံကျောင်းတိုက်တော်ထဲမှာဈဉ္ဉံကြွတော်မူတယ်တဲ့အဲ့လိုဈဉ္ဉံကြွတော်မူရင်းနဲ့နေရာတနေရာကိုကြည့်ပြီးတော့မြတ်စွာဘုရားပြုံးတော်မူတဲ့အဲ့လိုမြတ်စွာဘုရားပြုံးတော်မူတဲ့အချိန်မှာမြတ်စွာဘုရားရဲ့သွားတော်40ဆွဲတော်40ကနေဖြူဝင်းတဲ့ဩရဒရောင်ကြီးတွေဟာလျှက်စီးလက်တလို့ဝင်းကနေဖြစ်သွားအဲ့ဒါကြောင့်မလို့နောက်တော်ဘာကပါလာတဲ့ရှင်အနန္ဒမထေရမြတ်ကမြတ်စွာဘုရားပြုံးတော်မူတယ်ဆိုတာကိုသိတဲ့အတွက်ကြောင့်မြတ်စွာဘုရားပြုံးတယ်ဆိုတာအကြောင်းပဲပြုံးရိုးထုံးစာမရှိဘူးဒါကြောင့်မြတ်စွာဘုရားဘာကြောင့်ပြုံးတော်မူရသလဲဆိုတာကိုမြတ်စွာဘုရားကိုပြုံးခြင်းရဲ့အကြောင်းကိုမေးမြန်းလျှောက်ထားတယ်အဲ့ဒီမှာမြတ်စွာဘုရားကအနန္ဒာတဲ့ဟောဒီနေရာမှာငါဘုရားလောင်းသူတော်ကောင်းကတစ်ချိန်လုံးကအလွန်တရာမှပြင်းထန်တဲ့အကျင့်မြတ်ကိုကျင့်ခဲ့တယ်ယတိသူတော်စင်တစ်ပါးဖြစ်ခဲ့ဘူးတယ်လို့အဲ့လိုမြတ်စွာဘုရားကစကားဏိဒံလေးကိုတန်းလိုက်တယ်အဲ့ဒီချိန်မှာရှင်အနန္ဒာကမြတ်စွာဘုရားအဲ့လိုဆိုလို့ရှိရင်တစ်ချိန်လုံးကမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့အလောင်းလျာပြင်းထန်စွာအကျင့်မြတ်ကိုကျင့်သုံးခဲ့တယ်အဲ့ဒီယတိသူတော်စင်တစ်ပါးရဲ့အကြောင်းကိုဟောကြားတော်မူပါလို့တောင်းပန်တဲ့အတွက်ကြောင့်အဲ့ဒီညရောဓာယုံကျောင်းတိုက်တော်မှာမြတ်စွာဘုရားဒီကဏ္ဍဇတ်တရားဒေသနာကိုဟောခဲ့တာတဲ့အဲ့ဒါဦးဇင်းတို့တခုသောဘဝဘုရားလောင်းသူတော်ကောင်းကြီးဟာအလွန်တရာမှချမ်းသာတဲ့တတိမျိုးမှာလူသွားပြီးတော့ဖြစ်တယ်မွေးဖွားလာတဲ့အခါမှာအသားအရည်အနှဲငယ်များမဲတဲ့အတွက်ကြောင့်မိဘတွေကကဏ္ဍတရုတာလို့နာမည်ပေးတယ်တဲ့ကဏ္ဍဆိုတာမဲသောညိုသောလို့အဓိပ္ပာယ်ရတယ်မောင်မဲပေါ့မောင်ညိုပေါ့နော်အဲ့လိုနဲ့ဘုရားလောင်းအရွယ်ရောက်လာတဲ့အခါမှာအိမ်တော်နေပါလေကြသားတွေသမီးတွေရဒီလိုနဲ့ဦးဇင်းတို့ကာလကြာလာတဲ့အခါမှာမိဘနှစ်ပါးရှေ့စဉ်နောက်စဉ်ကွယ်လွန်နေစာရောက်တယ်အဲ့လိုမိဘတွေကွယ်လွန်နေစာရောက်သွားတော့ဒီမိသားစုပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းတွေကိုဝိုင်းဝန်းပြီးတော့ထိမ့်သိမ့်ပေးကြရတဲ့ဗန္ဒာဇိုးလူကြီးတွေဆိုတာရှိတယ်ဥစ္စာပစ္စည်းကပိုင်ဆိုင်မှုအရန်ကြီးမားတာကိုအဲ့ဒီဗန္ဒာဇိုးလူကြီးတွေကပိုင်ဆိုင်မှုအဝဘကိုစည်ရင်စရာနဲ့တကွအသေးအချာမှတ်သားပြီးတော့ဘုရားလောင်းသူတော်ကောင်းစီကိုရောက်လာပြီးတော့အကြောင်းကြားရတယ်ပြောကြရတယ်အရှင်သာဒီပစ္စည်းတွေကတော့အရှင်သာရဲ့ဖခင်ဘက်ကပါလာတဲ့ဥစ္စာပစ္စည်းတွေဒီပစ္စည်းတွေကတော့မိခင်ဘက်ကပါလာခဲ့တဲ့ဥစ္စာပစ္စည်းတွေလို့ဥစ္စာပစ္စည်းတွေကိုစည်ရင်စရာနဲ့တကွတင်ပြကြအဲ့ဒါကိုဘုရားလောင်းသူတော်ကောင်းကနားထောင်ရင်ကြည်ရင်းနဲ့ဘာတွေတွေးမိလဲဆိုတော့ငါဘုန်းငါဘွားငါမိဘများဟာဥစ္စာပစ္စည်းတွေကိုရှာယုံမဲရှာသွားကြတာသူတို့ရဲ့နောက်ကိုပါအောင်ယူမသွားကြပါလားစဉ်းစားတာလေးကရိုးတော်ရိုးလေးပါနော်များသောအားဖြင့်တရားဓမ္မတို့ဦးဇင်းတို့လည်းပဲနဲသည်မဆိုများသည်မဆိုဥစ္စာပစ္စည်းတွေကိုရှာတော့ရှာတာပဲဒါပေမဲ့တည်တဲ့အခါမှာအကုန်လုံးတော့ရှုံးမသွားကြဘူးတုံ့မသွားကြဘူးယူမသွားကြဘူးကြံတော့ကြံတည်းခဲ့တာမရှိဘူးလားခုဒီမှာတော့ဥစ္စာပစ္စည်းတွေကအများကြီးကြံရစ်တာပေါ့အဲ့လိုစဉ်းစားရင်းနဲ့ဘုရားလောင်းကငါကတော့ဟောဒီဥစ္စာပစ္စည်းတွေကိုငါရဲ့နောက်ကိုပါအောင်ယူမယ်လို့အဲ့လိုလေးစဉ်းစားအဲ့ဒီအတွေးလေးကိုအခြေခံပြီးတော့ဘုရားလောင်းကအဲ့ဒီဗန္ဒာဇိုးလူကြီးတွေပြန်သွားပြီဆိုတော့
ပြတ်သက်ထက်ကိုတက်ပြီးတော့တကိုယ်ဒီဘုရားလောင်းကစဉ်းစားတယ်တဲ့အဲ့ဒီဘုရားလောင်းစဉ်းစားတဲ့စဉ်းစားမှုကိုအဲ့ဒီဇာတကအထက်ကထာထဲမှာ3ချက်မှတ်တမ်းတင်ထားတယ်ဘုရားလောင်းတော်ကောင်းကြီးရဲ့အတွေ့အကြုံမျိုးပေါ့အဲ့ဒါကဒကာဓမ္မတို့ဦးဇင်းတို့အတွက်အလွန်မှမှတ်သားစရာကောင်းတယ်အနှစ်သာရရှိတယ်ဘုရားလောင်းကဘာတွေတွေးတော့နံပါတ်1ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ဘုရားလောင်းကတွေးကြည့်တယ်တဲ့ပိုင်ဆိုင်မှုဆိုတာဒကာဓမ္မတို့ဦးဇင်းတို့လည်းပဲနော်နေများမဆိုလူတိုင်းကိုယ်အစွမ်းစားနဲ့ရှာဖွေလို့သိသိထားတဲ့ဥစ္စာပြေဆိုတာကိုယ်အတိုင်းတာနဲ့ကိုယ်တော့လူတိုင်းမရှိဘူးလားရှိရနော်အဲ့ဒီပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့ဘုရားလောင်းကဘလို့စဉ်းစားလဲဆိုတော့ပင်စန္ဒံဝေဒနာတာရဒနာဘာဝေနာနိတ္တာရတ္တဣမတ္တဒဏတ္တဒါနနာမတာရောပိုင်ဆိုင်မှုဩဝါဝလို့ဆိုတဲ့ဟောဒီဥစ္စာပစ္စည်းတွေဟာရေမင်းမင်းခိုးသူမချစ်မနစ်သက်သောသူလို့ဆိုတဲ့ရန်သူမျိုး၅ပါးကဖျက်ဆီးမယ်ဆိုရင်လွယ်လွယ်လေးပျက်စီးသွားနိုင်တဲ့အတွက်ကြောင့်တကယ်တန်ဖိုးရှိတဲ့အရာများမဟုတ်ကြဘူးတဲ့ဒါဘုရားလောင်းရဲ့ပစ္စည်းဥစ္စာတွေရဲ့ပုံမှာပိုင်ဆိုင်မှုရဲ့ပုံမှာမြင်တဲ့အမြင်ပေါ့နော်ဒီကရမတို့ဦးဇင်းတို့ပုထုသင်တဘာဝတန်ဖိုးထားပြီးတော့မျက်နှိုးနေတဲ့ဥစ္စာပစ္စည်းတွေဆိုတာထင်တဲ့လောက်ကြီးတန်ဖိုးရှိလာတာမဟုတ်ဘူးတဲ့အကြောင်းပြချက်ကဘာပေးတော့ရန်သူမျိုး၅ပါးကဖျက်ဆီးမယ်ဆိုရင်လွယ်လွယ်လေးပျက်စီးသွားနိုင်လို့ဒီနေရာမှာပျက်စီးတယ်ဆိုတာကိုမပိုင်တော့တဲ့အနေအထားကိုအဓိကရည်ညွှန်းတာဦးဇင်းကဒီအချက်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာတခုတွေးမိတာလေးရှိတယ်ပိုင်ဆိုင်မှုကဘလောက်မသေးကြမရေရလဲဆိုလို့ရှိရင်တခိုးတယောက်ကကိုရှာဖွေစုဆောင်းထားတဲ့ဥစ္စာပစ္စည်းတွေကိုကိုမသိအောင်ယူလိုက်ယုံကလေးနဲ့အဲ့ဒါဟာကိုဥစ္စာမဟုတ်တော့တေချာစဉ်းစားကြည့်ကိုမသိအောင်ယူလိုက်ယုံကလေးနဲ့ကိုဥစ္စာမဟုတ်တော့ဘူးတချို့ဆိုရင်ဒီဥစ္စာပစ္စည်းကိုရခြင်းလို့ကိုအသက်ကိုအန္တရာယ်ကိုရန်ရှာတာတောင်ရှိသေးတယ်ဟုတ်လားဒါကြောင့်ပိုင်ဆိုင်မှုရဲ့အနှစ်သာရကင်းမဲ့ပုံကိုမြင်ဖို့ဘုရားလောင်းကဘာကိုထောက်ပြလဲရန်သူမျိုး၅ပါးကဖျက်ဆီးမယ်ဆိုရင်လွယ်လွယ်လေးပျက်စီးနိုင်လေတဲ့အဲ့ဒါကိုဦးဇင်းကနည်းနည်းလေးပိဿတုတွေးစရာလေးတစ်ခုပြောခြင်းသေးတယ်ကံကောင်းလွန်းလို့ရေမင်းမင်းခိုးသူမချင်းမနဲ့သက်တော်သူရန်သူမျိုး၅ပါးကကိုယ်ပိုင်ဥစ္စာပစ္စည်းတွေကိုမဖျက်ဆီးဘူးဆိုအောင်တောင်မှရှင်သန်မှုပျက်စီးပြီဆိုတဲ့အချိန်မှာကိုယ့်ရဲ့ပိုင်ဆိုင်မှုကလည်းပျက်စီးတာပဲအဲ့ဒီအချက်ကိုတော့ဦးဇင်းတို့ဘယ်လိုမှရှောင်လို့မရအောင်ဒါလေးကိုတေချာလေးစဉ်းစားသိခြင်းပိုင်ဆိုင်မှုဆိုတာရှင်သန်မှုပေါ်မှာအဓိကမူတည်နေတာလူတွေကအဲ့ဒီချက်ကိုသိပြီးတော့မတွေးမိကြဘူးလို့ထင်တယ်ဆိုကြပါစို့ကိုကနောက်10နှစ်နေရင်သေမယ်ဆိုရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုဝါက10နှစ်ပဲလေဟုတ်တယ်မဟုတ်လား10နှစ်ပြီးတာနဲ့အဲ့ဒါတွေနဲ့ကိုယ်နဲ့ဘာမှမဆိုင်တော့ဘူးကိုကတလနေရင်သေမယ်ဆိုရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုဝါဟာတလပဲတလပြီးတာနဲ့ပြီးပြီနားလေဖို့လိုတယ်နော်ရှင်သန်မှုပျက်စီးတာနဲ့ပိုင်ဆိုင်မှုလည်းပျက်စီးတယ်အဲ့လိုဆိုရင်ဆက်ပြီးတော့စဉ်းစားရှင်သန်မှုကဘလောက်ကြာကြာရှင်သန်ခွင့်ရလိမ့်မလဲလို့တိကျတဲ့ရေရာတဲ့သတ်မှတ်ချက်ရှိသလားရှင်သန်မှုကအာမခံချက်မရှိဘူးနော်ရှင်သန်မှုအာမခံချက်မရှိဘူးဆိုတာကိုစိတ်ထဲကပိုင်ပိုင်နိုင်နိုင်နားလည်ဖို့လိုတယ်ငါရဲ့ရှင်သန်မှုဆိုတာဘလောက်ကြာကြာရှင်သန်ရလိမ့်မယ်လို့ဆိုတာဘယ်သူမှမသိမြေအိုးတစ်လုံးရဲ့တက်တန်းဟာဘလောက်ကြာလိမ့်မယ်လို့သတ်မှတ်လို့မရသလိုပဲရှင်သန်မှုရဲ့အနေအထားဟာဘလောက်ကြာကြာလို့ဘယ်သူမှပြောလို့မရဘူးအဲ့လိုဆိုရင်ရှင်သန်မှုကပြောလို့မရဘူးဆိုရင်ပိုင်ဆိုင်မှုကလည်းပြောလို့မရဘူးလို့ဖြစ်သွားတာပဲရှင်သန်မှုကအာမခံချက်မရှိဘူးအချိန်မရွေးပြည့်နိုင်တယ်ဆိုရင်ပိုင်ဆိုင်မှုကလည်းအာမခံချက်မရှိတော့ဘူးเนาะနားလည်ဖို့လိုတယ်ဟုတ်လားဒါကြောင့်ဘုရားလောင်းကပစ္စည်းဥစ္စာဆိုတာထင်သလောက်ကြီးတန်ဖိုးရှိတာမဟုတ်ဘူးအကြောင်းပြချက်ကပါလေဖြည့်ဆည်းမဲ့အရာနဲ့တွေ့ရင်လွယ်လွယ်လေးပျက်စီးသွားနိုင်တော့အကယ်၍ဖြည့်ဆည်းမဲ့အရာမရှိခဲ့ဘူးဆိုအောင်တောင်မှခန္ဓာကိုယ်ပျက်စီးပြီဆိုတာနဲ့ပိုင်ဆိုင်မှုဝါဝါသည်ကိုယ့်အတွက်တော့ပျက်စီးသွားအိမ်မှာတော့နေရာမပြတ်ကြံရစ်မယ်ပေါ့နော်နားလည်ဖို့လိုတယ်ဟုတ်လားဒါပေမဲ့လို့တဲ့ဟောအဲ့ဒီဒါပေမဲ့လို့လေးကစဉ်းစားရရှိပစ္စည်းဥစ္စာကအနှစ်သာရမရှိဘူးလို့ဆိုညာတော့လေပဲအဲ့ဒီပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့စွန့်လွတ်မယ်လှူဒန်းမယ်ပေးကမ်းမယ်ဝေမယ်မျှမယ်ဆိုရင်တော့အဲ့ဒီဒါနာကောင်းမှုသည်အလွန်တရာမှအနှစ်သာရရှိတဲ့တန်ဖိုးရှိတဲ့အရာဖြစ်သွားတယ်တဲ့အတွဲလိုက်လေးသူတွေးကြည့်တာနော်ပိုင်ဆိုင်မှုနဲ့စွန့်လွတ်မှုအတွဲလိုက်ကလေးသူစဉ်းစားတာပိုင်ဆိုင်မှုကအချိန်မွေးပျက်စီးနိုင်လေဒါကြောင့်မပျက်စီးသေးခင်မှာစွန့်လွတ်မှုကလေးဖြစ်အောင်လုပ်နိုင်ရင်အဲ့ဒီအနှစ်မရှိဘူးဆိုတဲ့ပိုင်ဆိုင်မှုတွေကအနှစ်ရှိတဲ့အရာလေးကိုရလိုက်ရရောက်သွားတယ်လို့ပြောတာတနည်းပိဋကပေါင်းသူတော်ကောင်းတို့လူငယ်တွေနားလည်အောင်ပြောရမယ်ဆိုရင်စွန့်လွတ်မှုမပါတဲ့ပိုင်ဆိုင်မှုတွေတန်ဖိုးမရှိဘူးလို့ဒီလိုနဲ့နားလည်ဖို့ရှိတယ်မြေရမသိမ့်တာမယ်ဘယ်တော့မှမပေးဘူးဆိုရင်အဲ့ဒါဟာ
တန်ဖိုးမရှိဘူးဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းတို့ကဒါဘုရားလောင်းတွေးတဲ့ပထမအတွေးပေါ့ဒုတိယတွေးတဲ့အတွေးကြတော့ပိုးပြီးတော့မြင့်သွားတယ်တရားကတဖြည်းဖြည်းနဲ့မြင့်သွားတာဒုတိယသူကဘာတွေးလဲဆိုတော့ဒီခန္ဓာနဲ့ပတ်သက်ပြီးတော့တွေးတယ်တဲ့ပိုင်ဆိုင်မှုပြီးတော့ခန္ဓာကိုယ်ရောက်လာတယ်နော်ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့သူဘယ်လိုတွေးလဲသူတွေးပုံလေးကိုဘယ်လိုမှတ်တမ်းတင်ထားလဲဘဟုရောဂာနံတာရဏဘာဝေနနိတ္တာရတ္တဣမတ္တခန္ဓတတိလနာမတာရောတဲ့သူကိုရရှိထားတဲ့ဒီခန္ဓာဆိုတာဘဟုရောဂာနံများပြားလှစွာသောယောဂဝေဒနာတို့နဲ့တာရဏဘာဝေနအမြဲတမ်းဆက်ဆံပတ်သက်နေသည်ဖြစ်ကြောင်းနိတ္တာရတ္တအနှစ်သာရရှာမရသောဣမတ္တခန္ဓတဤခန္ဓာကိုအရဘောဤတာရောနာမအနှစ်သာရမြည်သည်ကတိလံကိုခြင်းတရားတည်းတဲ့အတွေ့လိုက်ကလေးစဉ်းစားတရားဓမ္မတို့ဦးဇင်းတို့ဒီခန္ဓာကိုယ်ကြီးကိုအယံတန်ဖိုးထားကြတယ်အယံမှလည်းအကောင်းထင်ကြတယ်ဘုရားလောင်းကတော့တန်ဖိုးမရှိဘူးအကောင်းမဟုတ်ဘူးလို့မြင်တော်မူတယ်ခိုင်လုံတဲ့အကြောင်းပြချက်ပါတယ်နော်ခန္ဓာကိုယ်ကိုတန်ဖိုးမရှိဘူးလို့အကြောင်းမဲ့တက်တက်ပြောတာမဟုတ်သူ့မှာခိုင်လုံတဲ့အကြောင်းပြချက်ပါတယ်အဲ့ဒါကဘာလဲဘဟုရောဂာနံတာရဏဘာဝေနခံရခက်တဲ့မသက်တာတဲ့ယောဂဝေဒနာနဲ့အမြဲတမ်းပတ်သက်နေလို့တဲ့နော်ဒီနေရာမှာဦးဇင်းတို့စေယုံစေကံသွားနေရမှာအော်ဟစ်ညည်းညူနေရမှာခန္ဓာကိုယ်ကြီးကိုယောဂကနှိမ့်ဆက်နေပြီလို့သိယုံလောက်နေတော့ဒါကမပြည့်စုံသေးဘူးနကုလပိတုသုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့ဒေသနာလေးတစ်ခုရှိတယ်တခဏမြကိုနေသာထိုင်သာရှိပါတယ်လို့ဝန်ခံခဲ့မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမိုက်မဲလို့ပါမုဟုတ်တံပိအာရောက်ကြံကိမေညတရပါလာဣမံကာယံပရိဟာရံတော်မုဟုတ်တံပိအာရောက်ကြံကိမေညတရပါလေဒီလိုအခါရခက်တဲ့ခန္ဓာကိုယ်ကြီးမျိုးကိုရွတ်ဆောင်နေရရဲ့နဲ့ကိုတခဏလောက်ကောင်းတယ်လို့ပြောမယ်ဆိုရင်အဲ့ဒါဟာဒီခန္ဓာရဲ့အကြောင်းကိုအမှန်ကန်မသိခြင်းဆိုတဲ့မသိမှုမိုက်မဲမှုကြောင့်အဲ့လိုပြောတာတဲ့ဆိုလိုတာကဒကာဓမ္မတို့ဦးဇင်းတို့ရထားတဲ့ခန္ဓာတခဏလေးတောင်ကောင်းတဲ့သဘောမဟုတ်ဘူးလို့ပြောတာလုံးဝရှင်းလင်းကြီးကောင်းနေတယ်ဆိုတာအလွန်မှရှားတယ်အဲ့ဒါကတတိကြီးမှသိနိုင်တယ်ဆိုကြပါစို့အခုကိုယ်ခန္ဓာကိုယ်လေးကိုတတိလေးစိုက်ကြည့်လိုက်အစင်မပြေတာလေးတစ်မျိုးမဟုတ်တစ်မျိုးလေးတော့ရှိတယ်နော်ရှားတာလေးလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်အိုက်တာလေးလည်းဖြစ်ချင်းဖြစ်မယ်ညောင်းတာလေးလည်းဖြစ်ချင်းဖြစ်မယ်ကိုကအော်တိုမက်တစ်အမြဲတမ်းပြင်းနေတာဆိုတော့ချွတ်ရင်းချက်ကသိပြီးတော့မထင်ရှားဘူးဖြစ်နေဒါကြောင့်ဦးဇင်းတို့စာထဲကအစင်မပြေမှုဒုက္ခဝေဒနာကိုဣတိယာပုတ်ဖုံးနေတဲ့ကိုအမြဲပြင်းနေတာဒါကြောင့်လူငယ်လေးတွေခန္ဓာဟာတခဏမြတ်တောင်ကောင်းတဲ့သဘောမရှိဘူးဆိုတဲ့ဒီဒေသနာကိုလက်တွေ့ကြနားလည်နိုင်မှုဦးဇင်းကလည်းအကြံပေးခြင်း15မိနစ်လောက်နည်းနည်းလေးမှမလှုပ်ဖဲနဲ့ထားတဲ့အတိုင်းလေးနေကြည့်လိုက်ခန္ဓာကိုယ်ကဘလို့သဘောတွေပြလာတယ်လဲဆိုတာကိုတွေ့ရလိမ့်မယ်ဘလောက်အလုံးရှုပ်တယ်လဲဆိုတာကိုသိရလိမ့်မယ်ရာလို့ကုတ်ပေးပါအောင်အညောင်းလို့ရွှေ့ပေးပါအောင်အများကြီးလာမယ်နော်ဒါကြောင့်မြတ်စွာဘုရားကတခဏလေးကောင်းတယ်လို့တခဏမျှကောင်းတယ်လို့ပြောခဲ့မယ်ဆိုရင်တော့အဲ့ဒါပါလေမိုက်လို့တဲ့တရားဓမ္မတို့ဦးဇင်းတို့တွေကအဲ့ဒီသဘောကိုနားမလဲတဲ့ခါကျတော့ကျမ်းမာရေးလေးပါလေးတယောက်နဲ့ကြောင့်မေးကြပြီဆိုရင်ဒီနှစ်တော့ကိုကမစိုးဘူးမဲနှစ်နဲ့ချီပြီးတော့ဝန်ခံတယ်ဟုတ်လားတခဏမျှဝန်ခံတယ်ဆိုရင်တော့မိုက်လို့ပြောတာနော်အခုကပါလေနှစ်နဲ့ချီပြီးတော့ဝန်ခံတယ်နော်ဒါကြောင့်ဘုရားလောင်းတော်ကောင်းကြီးကခန္ဓာကိုယ်ဟာပုထုသင်တရားတွေထင်ထားတယ်လို့အကောင်းမဟုတ်ဘူးတဲ့အကြောင်းပြချက်ကယောဂါတွေအမြဲတမ်းရှိနေလို့ဒါပေမဲ့လို့ယောဂနှိမ့်ဆက်ခြင်းကြောင့်အနှစ်သာရကင်းမဲ့တယ်လို့ဆိုတဲ့ဒီခန္ဓာကိုယ်ကိုပဲအရင်ပြုပြီးတော့ဦးဇင်းတို့ကိုယ့်ရဲ့ကာယကမှုဝစီကမှုကိုဖြူစင်တန်ရှင်းအပြည့်ကင်းအောင်ထိမ့်သိမ့်နိုင်မယ်ဆိုရင်တော့အဲ့ဒါအလွန်တရာမှတန်ဖိုးရှိတဲ့သီလဆိုတဲ့အနှစ်သာရကိုရတယ်တဲ့ရိုးရိုးလေးပြောရရင်တော့ကိုချင်းသီလမပါတဲ့ခန္ဓာဟာအနှစ်မဲ့တယ်ကိုချင်းသီလပါမှဒီခန္ဓာဟာအနှစ်ရှိနားလည်ရမယ်နော်ဒါကသူတွေးတဲ့ဒုတိယအတွေ့အကျေပြောစရာအရင်ကောင်းပါတယ်ဒါပေမဲ့နောက်ထပ်ပြောစရာအကြောင်းအရာတွေကအများကြီးအဲ့တော့တတိယတွေးတဲ့အတွေ့ကြတော့ပိုးပြီးတော့နက်နဲသွားတယ်ဒါကြောင့်ပိုးပြီးတော့အာယုံစိုက်ကြည့်ရတတိယသူတွေးတဲ့အတွေ့ကဘာနဲ့ပတ်သက်ပြီးတော့တွေးလဲဆိုတော့ရှင်သန်မှုလို့ဆိုတဲ့ဇီဝိတနဲ့ပတ်သက်ပြီးတော့တွေးတာဒါကနားလည်ဖို့နည်းနည်းခက်တယ်ဒီကဓမ္မတို့အရှင်တို့ဘဝမှာတစ်ချိန်ပြီးတစ်ချိန်တဏှာကြီးပြီးတဏှာကြီးတရက်ပြီးတရက်တလားပြီးတလားတစ်နှစ်ပြီးတစ်နှစ်မွေးဖွားတွေကစပြီးတော့သေဆုံးသည့်တိုင်အောင်နေထိုင်နေရတာကိုဘာလို့ခေါ်တော့ရှင်သန်နေတယ်မသေးမှပဲရှင်ပါဦးဟုတ်လားအဲ့ဒီရှင်သန်မှုကို तू ကတွေးမှာနော်ရှင်သန်မှုနဲ့ပတ်သက်ပြီးတော့ဘုရားလောင်းကဘလို့တွေးလဲ
အနေစာတိတဘာဝေနအဘိနပိလနထောဣမတဇီဝိတတဘာဝနာနာမတာရောတဲ့ရှင်သန်မှုဆိုတာပုထုတင်တတ္တဝါတွေထင်ထားသလိုတန်ဖိုးရှိတဲ့အရာတစ်ခုမဟုတ်ဘူးတဲ့ဟောရှင်သန်မှုကိုတောင်ပြောလာတယ်နော်အခုကျုပ်တို့ကဒီရှင်သန်မှုကိုအရန်ကိုပဲတန်ဖိုးထားတာဒါလေးပြည့်စည်မှာကိုရန်ကိုကြောက်တယ်ဟုတ်တယ်မဟုတ်လားရှင်သန်မှုကိုအရန်တန်ဖိုးထားတယ်နော်သူကရှင်သန်မှုကိုတန်ဖိုးမရှိဘူးလို့ပြောတယ်ရှင်သန်မှုဟာတန်ဖိုးမရှိဘူးလို့ပြောဖို့အတွက်သူ့မှာခိုင်လုံတဲ့အကြောင်းပြချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့အနေစာတိတဘာဝေနအဘိနပိလနထောတဲ့အနေစာတိတဘာဝေနတဲ့အနေစာအစရှိသောမကောင်းတဲ့တဘာဝတရားတို့ဟာအဘိနပိလနထောအမြဲတမ်းနှိမ့်ဆက်နေတဲ့အတွက်ကြောင့်အဘိနဆိုတဲ့စကားလေးပါထည့်တယ်အဘိနဆိုတာအမြဲတမ်းလို့အဓိပ္ပာယ်ရတယ်ဒီကရမတို့ဦးဇင်းတို့ရဲ့ရှင်သန်မှုကိုမတည်မြဲမှုအနေစာစတဲ့မကောင်းတဲ့တရားတွေကဘာလဲတော့အမြဲတမ်းနှိမ့်ဆက်နေတယ်မတည်မြဲမှုကရှင်သန်မှုကိုနှိမ့်ဆက်တယ်ဆိုတာလေးကိုလက်တွေ့ကြကြနားလည်ဖို့လိုတယ်ဟုတ်တယ်ဘယ်လိုဘဝမျိုးကြီးနဲ့ပဲရှင်ရပြီးသွားတာကြီးပဲဦးဇင်းတို့ထိန်းထားလို့မရဘလောက်စိတ်တိုင်းကြတဲ့ဘဝလေးပဲရတယ်ပဲပြောဘာဖြစ်သွားတော့ပြီးသွားရောတေချာစဉ်းစားနော်ဒါကိုလက်တွေ့ကြလူငယ်လေးတွေနည်းနည်းလေးတွေးမိအောင်တွေးတတ်အောင်နော်အချိန်ကလေးနဲ့ကပ်ပြီးတော့ဦးဇင်းပြောခြင်းတယ်ဆိုကြပါစို့မနေ့တုန်းကတော်တော်ကိုအဆင်ပြေခဲ့တယ်မြင်ခဲ့ရတာလေးတွေကြားခဲ့ရတာလေးတွေတကယ်အတွေ့အကြုံလေးတွေကတကယ်ကိုစိတ်တိုင်းကြားစရာကောင်းတယ်ဘဝကျင့်တတ်စရာလေးလို့မနေ့ကဖြစ်ခဲ့တယ်ဆိုကြပါစို့အဲ့ဒါဒီနေ့ရှိသေးလားစဉ်းစားကြည့်နော်ဒီလိုပဲပြီးရတာပဲလေကောင်းကောင်းမကောင်းကောင်းစိတ်တိုင်းကြားမကြားကျင့်တတ်သည်ဖြစ်စီမကျင့်တတ်သည်ဖြစ်စီဘဝကပုံမှန်ပဲပြီးလိုက်နေဒါကြောင့်ဘုရားလောင်းသူတော်ကောင်းကြီးရဲ့စိတ်ထဲမှာရှင်သန်မှုသည်မတည်မြဲမှုဒလဇက်နှိမ့်ဆက်နေတာဒါကြောင့်သူတည်တန်ဖို့မရှိဘူးလို့အဲ့လိုအဖြေထုတ်တယ်သို့တော်တဲ့အဲ့ဒီသို့တော်လေးကိုသတိထားမယ်နော်ဒီရှင်းသန်းနေရတဲ့အခိုက်အတန့်ကလေးမှာဒီဘဝရဲ့အကြောင်းဒီခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်ကြိုးစားအထောက်ခြင်းလို့ဆိုတဲ့ဘာဝနာတရားကတော့အလွန်မှတန်ဖို့ရှိတယ်တဲ့ဘာဝနာဆိုတာဒီခန္ဓာရဲ့မကောင်းတဲ့သဘာဝကိုမကောင်းဘူးလို့အမှန်ကန်သိအောင်ကြိုးစားတဲ့လုပ်ငန်းကိုဘာဝနာလို့ပြောတာနော်မကောင်းတာကိုမကောင်းဘူးလို့သိရင်ဒါပညာဘာဝနာပေါ့ဟုတ်လားအဲ့တော့တရားကဒီနားလေးမှာကတ်နေတာလေးကိုမြင်အောင်ကြည့်ရှင်းသန်းနေရတာကမကောင်းဘူးသို့တော့မကောင်းတာကိုမကောင်းဘူးလို့သိရတာကတော့ကောင်းတယ်ဘဝကတန်ဖိုးမရှိဘူးသို့တော့တန်ဖိုးမရှိတဲ့ဘဝကိုတန်ဖိုးမရှိဘူးလို့သိတဲ့အတိလေးကတော့တန်ဖိုးရှိတယ်နားလည်ဖို့လိုတယ်နော်အဲ့ဒါဘုရားလောင်းစဉ်းစားတဲ့အတွေ့အကြုံပဲတစ်ချက်လုံး၃ချက်နော်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့တွေးတယ်ခန္ဓာနဲ့ပတ်သက်ပြီးတော့တွေးတယ်ရှင်သန်မှုနဲ့ပတ်သက်ပြီးတော့တွေးတယ်ပိုင်ဆိုင်မှုကိုအနှစ်ကင်းမဲ့တယ်လို့မြင်တယ်အကြောင်းပြချက်ကယန္တမျိုး၅ပါးဖြစ်စီရင်လွယ်လွယ်လေးပြည့်စည်နိုင်လို့ဒါကြောင့်တန်ဖိုးရှိတဲ့အနှစ်ရှိတဲ့စွန့်လွတ်မှုလှူဒန်းမှုပေးကမ်းမှုဆိုတာကိုထုတ်ယူနိုင်ဖို့လိုအပ်မယ်ပေါ့ခန္ဓာကိုယ်ကိုလည်းတန်ဖိုးရှိတယ်လို့ပဲမြင်တယ်အကြောင်းပြချက်ကယောဂါတွေဒလဇက်နှိမ့်ဆက်နေလို့မသက်သာမှုအမြဲတမ်းရှိနေလို့သို့တော့ကိုချင်းသီလဆိုတဲ့အနှစ်သာရကိုထုတ်ယူနိုင်မယ်ဆိုရင်တော့အနှစ်ရှိတဲ့သဘောကိုရလိုက်တယ်ပေါ့ရှင်သန်မှုကိုလည်းတန်ဖိုးမရှိဘူးလို့ပြောတယ်အကြောင်းပြချက်ကပါလဲမတည်မြဲမှုရဲ့နှိမ့်ဆက်မှုကိုအမြဲတမ်းခံရလို့သို့တော့ဒီမတည်မြဲတာကိုပဲမတည်မြဲဘူးလို့သိမယ်ဆိုရင်တော့လေဘာဖြစ်သွားတော့တန်ဖိုးရှိတဲ့အရာကိုရလိုက်တယ်နားလည်ရမယ်နော်အဲ့လိုဘုရားလောင်းကစဉ်းစားပြီးတော့ဆုံးဖြတ်ချက်ကိုခိုင်ခိုင်မာမာချတယ်ဘာဆုံးဖြတ်ချက်လဲဆိုတော့ဒီပိုင်ဆိုင်တဲ့မြတ်ပတ်သက်တဲ့မြတ်တွေအားလုံးကိုထားခဲ့ပြီးတော့စွန့်ခဲ့ပြီးတော့ငါဟိမန္တာဝင်ပြီးတော့ယသိဝတ်တော့မယ်အဲ့ဒါအကုန်ထားခဲ့တာပဲနော်ပစ္စည်းဥစ္စာလည်းထားခဲ့တယ်မိသားစုလည်းထားခဲ့တယ်ဆွေမျိုးတွေလည်းထားခဲ့တယ်အကုန်လုံးကိုထားခဲ့တယ်ဓာတ်ထက်ကောင်းတာကိုရှာဖွေမလို့ဒါကိုထားခဲ့တာလို့ဒီလိုလည်းပဲနားလည်ဖို့လိုမယ်နော်အဲ့ဒါနဲ့ဘုရားလောင်းကဟိမန္တာရောက်ပြီဆိုတော့တူတူပြောကြပါစို့အလွန်ပြင်းပြင်းထန်ထန်ကျင့်သုံးတဲ့အတွက်ကြောင့်9ရက်အတွင်းမှာပဲဇံအပင်ရှင်ကိုရတဲ့ယသိသူတော်စင်တစ်ပါးဖြစ်တယ်အဲ့ဒီဘဝတုန်းကဘုရားလောင်းသူတော်ကောင်းကြီးကအလွန်တရာမှအကျင့်ပြင်းထန်တော်မူတယ်တဲ့တစ်ပင်ကြီးတစ်ပင်ကိုသူကအမိပြုတ်ပြီးတော့နေတယ်အဲ့ဒီတစ်ပင်တီးတဲ့အချိန်မှာအသီးကိုစားတယ်ပွင့်တဲ့အချိန်မှာပွင့်ကိုစားတယ်အသီးပွင့်မရှိဘူးဆိုရင်အရွက်နုလေးတွေကိုစားတယ်အရွက်နုမရှိဘူးဆိုရင်အရွက်ကျန်းတွေကိုစားတယ်ဒီပြင်တစ်ပင်ကိုသွားပြီးတော့စားတာတော့မရှိဘူးတဲ့အလွန်မှချိုးချံခေါင်းပါတဲ့အကျင့်ကိုကျင့်တယ်အဲ့ဒါကိုအစဉ်ကကိုနားလေတယ်လို့လေးတွေးကြည့်တယ်စားဝတ်နေရေးနဲ့ပတ်သက်ပြီးတော့အချိန်ဘိုးမခံနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးလို့လည်းနားလည်နိုင်တယ်ဒီကောင်းတဲ့ဇန်တရားလေးကိုပဲဝန်စားပြီးတော့ तू ကအချိန်ပြည့်နေခြင်းတာဒါကြောင့်ချက်ပြုတ်ပြီးတော့စားတာလောက်ဒီကိုပဲခန္ဓာကိုယ်အတွက် तू အချိန်မပေးခြင်းဘူးရှင်သန်ယုံလောက်ပဲ तू နေပဲပေါ့နော်
အဝတ်အတွက်လည်းပဲအချိန်မပေးနိုင်ဘူးအစားအတွက်လည်းအချိန်မပေးနိုင်ဘူးနေရေးအတွက်လည်းအချိန်မပေးနိုင်ဘူးမသေးုံကလေးကောင်းတဲ့အလုပ်ကလေးကိုလှုပ်လို့ရယုံကလေးပဲသူကနေသွားတာချုပ်ချံချွေတာတဲ့ဆိုတာကိုအဲ့ဒီအတိတ်ပဲလေးအဲ့ဒီရှုထောင့်လေးကနေမြင်တတ်ဖို့လိုတယ်ခုတက္ကသမားတို့ဦးဇင်းတို့ပင်ပန်းဆင်းရဲနေတာတွေဟာမလိုအပ်တာတွေကိုလိုအပ်တယ်ထင်ပြီးတော့မစွန့်နိုင်မလွတ်နိုင်လို့အဲ့ဒါပို့ပြီးတော့ပင်ပန်းဆင်းရဲနေရတာတက္ကသမားတို့ဦးဇင်းတို့ရဲ့ဘဝမှာအပိုတွေအများကြီးရှိတယ်အဲ့ဒါကဉာဏ်ကပြောတဲ့စကားလောဘကပြောတဲ့စကားကအပိုဘယ်တော့မှမပါဘူးသူအမြဲတမ်းလိုနေတာလောဘကအမြဲတမ်းလိုအပ်ချက်ကြီးပဲပြတယ်ဉာဏ်ကမှအပိုကိုပြတာနော်ဒါကအပိုဒါကအပိုဒါတကယ်မလိုဘူးလို့ဉာဏ်ကမှသိနိုင်တာဟုတ်လားခုဘုရားလောင်းကပါလေအလွန်ချိုးချံချွေတာဆိုတာဖြင့်ဇံကိုပဲဝင်စားပြီးတော့နေတယ်မြတ်သောကျင့်ကိုပဲကျင့်အဲ့ဒါလောက်ပြင်းပြင်းထန်ထန်ကျင့်တဲ့အခါကျတော့ဘာဖြစ်တုံးဆိုတော့ဒီအကျင့်ရဲ့အရှိန်သက်တွေကတာဝရိန္ဒနတ်ပြည်ထီတောင်ရိုက်ခတ်တယ်တဲ့အံ့ဩစရာကြီးနော်စိတ်သက်ရဲ့နော်အစွမ်းတတ္တိတွေဆိုတာမျက်စိနဲ့မမြင်ရပေမဲ့လို့ရိုက်ခတ်နိုင်တယ်အဲ့ဒါကြောင့်မလို့တရားမင်းကဘုရားလောင်းဒီလိုကျင့်နေတာကိုသိတယ်မြင်တယ်စိတ်လဲဝင်စားတယ်ဘာဖြစ်လို့ဒီရတိကဒီလောက်ပြင်းပြင်းထန်ထန်ကျင့်နေသလဲမစင်သားမဲကို तू မနေနိုင်ဘူးစဉ်းစားရင်နဲ့ तू နည်းနည်းတောင်စိုးရိမ်လာတယ်ဘာစိုးရိမ်လာလဲဆိုတော့ငါနေရာကိုမြန်မြုံမှန်းပြီးတော့ဒီရတိကဒီလိုတွေမြန်ကျင့်နေသလားဟောနေရင်ထိုင်နေ तू ကတာဝရိန္ဒနတ်ပြည်ကနေကြောက်တယ်အဲ့ဒါကြောင့်မလို့ဘလို့စီးတဲ့နဲ့ဘလို့ရည်ရွယ်ချက်နဲ့ဒီအကျင့်ကိုကျင့်နေတာလဲလို့သိဖို့အတွက်စုံစမ်းမယ်ဆိုပြီးတော့ဘုရားလောင်းစီကိုရောက်လာတယ်တဲ့ရောက်လာတော့ तू ကရှေ့အနေမလာဘူးပုံရှိုးကွယ်ရှိုးနောက်ကနေလာအဲ့ဒါဘုရားလောင်းကသူ့ကိုကြောပေးပြီးတော့ထိုင်နေတဲ့အနေအထားမျိုးပေါ့အဲ့ဒါဘုရားလောင်းကိုမြင်တဲ့အခါကျတော့သူ့ရဲ့ရည်ရွယ်ချက်ကနည်းနည်းပြောင်းသွားတယ်လာတော့ကတော့ဘလို့ရည်ရွယ်ချက်နဲ့ဒီအကျင့်ကိုကျင့်တာလဲလို့စုံစမ်းမလို့လာတာမြင်တော့မှစိတ်ကူးကဘလို့ပြောင်းသွားတယ်ဆိုတော့ဟောဒီရတိငါသူ့ကိုစိတ်တူအောင်ပြောလို့ရှိရင်စိတ်မတူပဲထိမ့်မြန်ထိမ့်နိုင်မလားဒါမှမဟုတ်စိတ်တွေမြန်တူလိမ့်မလားအဲ့ဒါကို तू သိချင်တယ်အဲ့ဒါကြောင့်မလို့ဘုရားလောင်းစိတ်တူမှုရှိမရှိဆိုတာကိုသိရအောင် तू ဂါထာတစ်ပုဒ်ရွတ်တယ်တဲ့ကန္နောဝတ္တယံပုရိသောကန္တံဘုံစတိဘောဇနံကန္နေဘူမိပရိသသမိနမရှံမနာသောပိယောဒါ तू ရွတ်ဆိုတဲ့ဂါထာအဓိပ္ပာယ်ကဘာပြောလို့ဆိုတော့ကန္နေဘူမိပရိသသမိအလွန်မဲတဲ့မြေပေါ်မှာနေပြီးတော့ကန္နံဘုံစတိဘောဇနံအလွန်မဲတာတွေကိုစားနေတဲ့ကန္နဝတ္တယံပုရိသောအလွန်မဲတဲ့ဟောဒီလူတယောက်ကိုနမရှံမနာတော့ပြီးရောငါရှိတဲ့ကဘလို့မှနှစ်သက်လို့မရဘူးမဲတဲ့နေရာမှာနေမဲတာတွေကိုစားပြီးတော့အလွန်မဲတဲ့လူတယောက်ကိုငါမကြိုက်ဘူးမုန်းတယ်လို့ပြောတာအလကားလာပြောတာနော်အဲ့ဒီအတန်ကိုကြားတဲ့အခါကျတော့ဘုရားလောင်းကဇံပင်ရှင်ရှိတဲ့အတွက်ကြောင့်လှည့်မကြည့်ပဲနဲ့ဒါတရားမင်းပဲလို့သိတယ်တဲ့သိတဲ့အတွက်ကြောင့်ဘုရားလောင်းကလည်းဂါထာတစ်ပုဒ်ရွတ်ပြီးတော့တရားမင်းရဲ့အပြောကိုပြန်တုံ့ပြန်တယ်နာကံတော့ဒဇတာဟောတိအန္တောတာရောဟိပြမနောယတမိန်ပါပါဏိကမ္မာဏိတဝေကံတော့သူဇုံပတိသူဇုံပတိဆိုတာသူဇာရဲ့အရှင်သခင်လင်းနော်တရားမင်းကိုရည်ညွှန်းတာတရားမင်းတဲ့နာကံတော့ဒဇတာဟောတိအပေါ်ယံအရေပြားလေးမဲနေတာနဲ့ဒီလူကိုလူမဲလို့ပြောလို့မရဘူးတဲ့အန္တောတာရောဟိပြမနောအတွင်းမှာစိတ်ဓာတ်တွေကောင်းမယ်စိတ်ကောင်းနှလုံးကောင်းရှိမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုသူတော်ကောင်းလိုပဲပြောရမှာတဲ့သူပြောတာလေးကအနှစ်သာရရှိလာတယ်နော်အပေါ်ယံရေပြားလေးမဲနေတာနဲ့ဒီလူကလူမဲမဟုတ်ဘူးအတွင်းမှာစိတ်ကောင်းနှလုံးကောင်းရှိမယ်သီလသမာဓိပညာရှိမယ်ဆိုရင်သူဟာပါလေသူတော်ကောင်းတာဖြစ်တယ်ယတမိန်ပါပါဏိကမ္မာဏိတဝေကံတော့သူဇုံပတိမဟုတ်တာတွေလုပ်တယ်မမှန်တာတွေပြောတယ်မကောင်းတာတွေတွေးတယ်အဲ့ဒါလိုမကောင်းမှုမှမွေးလျော်နှိမ့်ချိုက်ပျော်ပိုင်းနေပြီဆိုမှသာလေအဲ့ဒီလူကိုတကယ်လူမဲလို့ပြောရမှာတဲ့ခွဲခြားပြောပုံလေးအနှစ်သာရမရှိဘူးလားရှိရဲ့နော်ဒီနေရာမှာဘုရားလောင်းဆိုလို့တဲ့မဲတယ်ဖြူတယ်ဆိုတာကအဓိကနော်စိတ်ထဲမှာကောင်းတဲ့သဘောတွေဖြစ်တာမကောင်းတဲ့သဘောတွေဖြစ်တာကိုရည်ညွှန်းတာဟုတ်လားအပေါ်ယံလေးမဲနေတာနဲ့လူမဲမဟုတ်ဘူးစိတ်ကောင်းနှလုံးကောင်းရှိရင်သူတော်ကောင်းဖြစ်တယ်မကောင်းတာတွေလှုပ်နေပြောနေတွေးနေမှဒီလိုဟာတကယ်လူမဲဖြစ်သွားတာရသော်ဘုရားဟောတဲ့ဒေသနာလေးတွေလည်းရှိပါတယ်ကဏ္ဏပက္ခသုတ်ကပက္ခကဏ္ဏပက္ခဆိုတာမဲညစ်တဲ့တရားအစုအကုသိုလ်တွေကိုရည်ညွှန်းတာသုတ်ကပက္ခဆိုတာဖြူစင်တဲ့တရားအစုကုသိုလ်ကောင်းမှုတွေကိုရည်ညွှန်းတာဟုတ်လားတမဲတယ်ဆိုတာမကောင်းတာကိုကိုစားပြုတယ်
ဖြူတယ်ဆိုတာကောင်းတာကိုကိုစားဖြူတယ်အဲ့ဒီလိုကောင်းတာကိုကိုစားပြုတယ်မကောင်းတာကိုကိုစားပြုတယ်ဖြူတယ်မဲတယ်ဆိုတာတကယ်တမ်းကအရေးပြားပေါ်မှာမူတည်တာမဟုတ်ဘယ်ပေါ်မှာမူတည်တာလဲစိတ်ပေါ်မှာမူတည်တာစိတ်ဖြူရင်ဖြူတယ်စိတ်မဲရင်မဲတယ်ပေါ့နော်ဒါဘုရားလုံးပြောပြတဲ့စကားကအနှစ်သာရအရင်မရှိဘူးလားရှိရတော့အဲ့တော့တရားမင်းကလည်းပဲအလွန်ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ပဲလေပြဿနာ1000လောက်ကိုတဲ့တပြိုင်တည်းမေးတပြိုင်တည်းတော့ဖြေနိုင်နေတဲ့ဉာဏ်အရင်ကြီးတဲ့တရားမင်းဆိုတာဒါကြောင့်ဘုရားလုံးဖြေလိုက်တဲ့ပြောလိုက်တဲ့ဒီစကားရဲ့အတိတ်နဲ့ကိုသူကောင်းကောင်းနားလေတယ်အရင်တန်ဖိုးရှိတယ်ဆိုတာသိတယ်အဲ့ဒါကြောင့်မလို့သူ့စိတ်ထဲမှာဘုရားလုံးကိုအလွန်သဘောကျသွားတယ်သဘောကျသွားတော့သူဘာပြောတော့ဘာရွတ်ဆိုတော့ဧတသမိန်တိသူလပိတိပတိရူပိသူဘာတိတိဝရံပြမနာတေတံပိယံကိရှိမနသိရှတိအရှင်ယတိတဲ့အရှင်ယတိပြောတဲ့စကားအလွန်မှတန်ဖိုးရှိတယ်အလွန်မှသဘာဝကျတဲ့အကြောင်းအကျိုးစိုက်တယ်ဟုတ်တယ်ပေါ့နော်စကားလေးကကောင်းတယ်ဒါကြောင့်မလို့တင့်ရဲ့စိတ်ထဲမှာလိုလားတောင့်တနေတာတွေဘာရှိလဲအဲ့ဒီလိုလားတောင့်တချက်ကိုပြည့်ဝအောင်ငါဖြည့်ဆည်းပေးပါမယ်ကြိုက်တဲ့ဆုကိုတောင်းပါဘုရားလောင်းကိုဆုပေးတာလိုချင်တာကိုဖြည့်ဆည်းပေးမယ်ဖြစ်ချင်တာရချင်တာကိုနှုတ်ကနေဖွင့်ဟပြီးတော့ပြောလိုက်ပါအဲ့လိုပြောတဲ့အခါကျတော့ဘုရားလောင်းကစဉ်းစားတယ်ဒီယတိကသူ့စီကိုရောက်လာတာဘလို့ရည်ရွယ်ချက်နဲ့ဒီကျင့်ကိုကျင့်နေတယ်ဆိုတာကိုသိကျင်လို့ရောက်လာတာဆိုတာလည်းသူနားလေတယ်ဒါကြောင့်သူ့ရဲ့စိတ်ဆန္ဒတွေဟာဘလို့သဘောရှိတယ်တနည်းအားဖြင့်သူဘာတွေဖြစ်ချင်တယ်သူဘာတွေရချင်တယ်ဆိုတာကိုဘုရားလောင်းကရှင်းရှင်းလင်းလင်းဖြစ်အောင်လည်းပဲဆုတောင်းထဲမှာထည့်ပြီးတော့ပြောလိုက်ခြင်းတယ်ပေါ့ဟုတ်လားဒါကြောင့်မလို့ဘုရားလောင်းကဆု၄မျိုးကိုတပြိုင်တည်းတောင်းနေတဲ့ဆုဘယ်နှမျိုးတောင်းဗျာ၄မျိုးတောင်းတယ်ဝရင်စေမေအတောတကသဗ္ဗဗုဒ္ဓနာမိတ္တရာသူနှိတ်ကောတာသူနှိတ်ဒေါတာနေလောဘဟုတ်တိမတ္တနောနိတနေဟမပိကင်္ကာမိဣတိမေစတုရောဝရီတရားမင်းတဲ့နော်ငါလိုချင်တာငါဖြစ်ချင်တာကိုဖြစ်အောင်ရအောင်လုပ်ပေးမယ်ဆိုလို့ရှိရင်ငါ၄မျိုးလောက်ရချင်တယ်တဲ့အဲ့ဒီ၄မျိုးကဘာတွေလဲဆိုတော့သူနှိတ်ကောတံအမျက်ကင်းတဲ့လူသားတစ်ယောက်ဖြစ်ချင်တယ်တဲ့အမျက်ကင်းတဲ့လူသားတစ်ယောက်ဖြစ်ပါရစေအမျက်ဆိုတာပြီးတော့သိပါတယ်ဟုတ်လားတွေ့ရကြုံရတာတွေနဲ့ပတ်သက်ပြီးတော့မြင်ရတာတွေနဲ့ပတ်သက်ပြီးတော့ကြားရတာတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာအစာမကြည်နိုင်ပဲနဲ့ဖြည့်ရှင်းလောက်အောင်လည်းပဲပြဿနာကမကြည့်ဘူးဒါပေမဲ့စိတ်ထဲမှာပြည့်ပြည့်လေးလေးလည်းမရှိဘူးခက်မြက်မြက်အခါရခက်နေတဲ့သဘောတရားလေးကိုဘာလို့ခေါ်တော့အမျက်ဟုတ်လားအဲ့ဒီအမျက်ကို तू မကြိုက်ဘူးဒါကြောင့်အဲ့ဒီအမျက်မရှိတဲ့အမျက်ကင်းတဲ့လူတယောက်ဖြစ်ခြင်းတဲ့ဒါ तू ရခြင်းတဲ့ပထမဆုဒုတိယဆုကဘာပြောတော့သူနှိတ်ဒေါသဒေါသကင်းတဲ့လူသားတယောက်လည်းဖြစ်ပါရစေတဲ့ဒေါသဆိုတာကဒီနေရာမှာပြင်းပြင်းထန်ထန်ပေါက်ကွဲတဲ့အနေအထားမျိုးကိုရည်ရွယ်တာအမျက်ကဆိုတာကဒေါသအနှုတ်သားပေါ့အခုသူပြောတဲ့ဒေါသကဒေါသအပြင်းသားအဲ့ဒီပြင်းထန်တဲ့ဒေါသဟာလည်းပဲအလွန်တရာမှအကျိုးမဲ့ကိုဖြစ်စေတယ်ပူလောင်မှုပင်ပန်းမှုတွေကိုဖြစ်စေတယ်ဒါကြောင့်သူဒါကိုမကြိုက်ဘူးဒါကြောင့်ဒေါသကင်းတဲ့လူတယောက်ဖြစ်ပါရစေဒါနံပါတ်1တောင်းတဲ့စုနံပါတ်3ကျတော့သူပါပြောတော့နေလောဘလောဘကင်းတဲ့လူသားတယောက်လည်းဖြစ်ပါရစေတဲ့ဟိုကလိုချင်တရားလိုချင်ဟိုကရချင်တရားရချင်လောဘတက္ကရာအားကြီးတဲ့လူတယောက်အဖြစ်ကိုသူမနှစ်သက်ဘူးပေါ့နော်လောဘကင်းတဲ့လူတယောက်ဖြစ်ပါရစေတဲ့နောက်နံပါတ်4တောင်းတဲ့စုကနိတနေဟံချစ်ချင်းကင်းတဲ့လူသားတယောက်လည်းဖြစ်ပါရစေတဲ့ဒီကဓမ္မတို့အရှင်တို့ပုထုသင်တရားတွေဟာတက်ရှိတဲ့မဲ့အရာများစွာရဲ့အပေါ်မှာချစ်ချင်းဆိုတဲ့အဆူတဲ့အစီတဲ့နဲ့နှောင်ဖွဲ့ထားကြတာတွေမရှိဘူးလားရှိရနော်အဲ့ဒီချစ်ချင်းတရားဟာလည်းပဲအလွန်တရာမှပူလောင်တဲ့ရှုပ်ထွေးတဲ့နောက်ဆက်တွဲဆိုးကျိုးများစွာရှိတယ်ဒါကြောင့်သူဟာချစ်ချင်းကိုမကြိုက်ဘူးဒါကြောင့်ချစ်ချင်းကင်းတဲ့လူသားတယောက်ဖြစ်ပါရစေဆုဘယ်နှမျိုးတောင်းတော့များ၄မျိုးတောင်းတယ်အဲ့လိုဆု၄မျိုးကိုတောင်းတဲ့အခါမှာတရားမင်းကအလွန်တရာမှလိမ္မာပနဲ့တဲ့ပုံကိုလို့ပြောရမယ်ဒီဆု၄မျိုးကတကယ်တမ်းက तू ပေးနိုင်တာမဟုတ်ဘူးဒါပေမဲ့ तू ကဒီဆု၄မျိုးကိုမပေးနိုင်တာကိုမပေးနိုင်ဘူးလို့မပြောဘူးနော်သူ့ရဲ့နှုတ်ဖျားကမေခွန်းတွေပဲထွက်လာတယ်တစုံတယောက်ရဲ့တန်တမာဖြစ်နေတဲ့အမျက်တွေဒေါသတွေလောဘတွေချစ်ချင်းတွေကိုတခြားတစုံတယောက်ကကင်းကွာတော့အောင်လုပ်ပေးလို့ရမလားမရမတော့ဒါတရားမင်းပေးနိုင်တဲ့ဖန်တီးလို့ဖြစ်တဲ့ကိစ္စမျိုးမဟုတ်ဘူးသို့တော့ तू ကအလွန်လူရည်လေတဲ့ပုံကိုဖြစ်တဲ့အတွက်ကြောင့် तू မပေးနိုင်တာကိုမပေးနိုင်ဘူးလို့မပြောဘူးသူဘာပြောလဲဆိုတော့မေခွန်းတွေပဲ तू ပြောတယ်အဲ့ဒါကိုလည်းဦးသိန်းကသဘောကျမေးတယ်ဆိုတာဘာလို့မေးတာတော့တီးကျင်လို့မေးတာဟုတ်တယ်မဟုတ်လားတီးကျင်တယ်ဆိုတာအတိဆိုတာအရင်တန်ဖိုးကြီးတယ်ဉာဏ်ပညာနော်တီးကျင်တယ်ဆိုတာအတိကိုရခြင်း
ဒါအလွန်တန်ဖိုးရှိတဲ့စိတ်အနေထားတစ်ခုညနေတုန်းကဘုံဘုံတို့ဟိုဘက်နော်ပရိုင်မိတ်ဆိုတာသွားကြည့်ရင်အဲ့ဒါလေးတောင်ပြောဖြစ်ကြသေးတယ်ဟုတ်လားသိကျင်စိတ်ဆိုတာအလွန်တရာမှတန်ဖိုးရှိတယ်ခုတရားမင်းကပါလေသိကျင်တယ်ဘာသိကျင်တယ်လဲမေးမယ်နော်သူကကိန္တုကောဒေဝဒောဒေဝလောဘေတနာဟသပြမနာအာတိနဝတွန်ပတ္တိတံမေအခါဟိပု္ပ္စိတော်အရှင်ရသေးတဲ့ငါမေးစမ်းမရစီသင်ကအခုအမျက်ကင်းခြင်းနဲ့ဒေါသကင်းခြင်းနဲ့လောဘကင်းခြင်းနဲ့ချစ်ချင်းကင်းခြင်းနဲ့လို့ပြောတယ်တဲ့အဲ့ဒီအမျက်အဲ့ဒီဒေါသအဲ့ဒီလောဘအဲ့ဒီချစ်ချင်းမှာဘာအပြစ်တွေများရှိနေလို့သင်ကအဲ့ဒီတရားလေးမျိုးကနေကင်းကွာခြင်းရတာတော့တဲ့ကဲအလွန်မေးတတ်တဲ့ပုဂ္ဂိုလ်လို့ဆိုရမယ်နော်ဟုတ်တယ်လေဘုရားလောင်းကအမျက်ရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ကင်းခြင်းနဲ့လို့သူကပြောတာ哦ကင်းခြင်းနဲ့ဆိုတဲ့အခါမကောင်းလို့ပေါ့အဲ့တော့သူကမေးပြီးဘလို့မကောင်းတာတော့လို့မေးတာအဲ့ဒီတရားလေးမျိုးမှာဘာအပြစ်ရှိလဲတဲ့တရားမင်းကိုရန်ကြည်သူတင်တဲ့နေအခုသူမေးလို့ဘုရားလောင်းကပြောတော့မှာအဲ့ဒီတရား၄မျိုးရဲ့အပြစ်ကိုပြောမှာနော်အမျက်ရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ဒီတရား၄မျိုးရဲ့အပြစ်ကိုပြောမှာအဲ့ဒါပိဿတို့ဦးဇင်းတို့အပြည့်အဝစိတ်ဝင်စားတဲ့တယ်လို့ဦးဇင်းကထင်တယ်ဘာဘူးလို့တော့အဲ့ဒီတရား၄မျိုးလုံးကျွတ်တို့ရဲ့တဏ္ဍာမှာအရှံပဲရှိနေတယ်လေဟုတ်လားကိုယ်တဏ္ဍာမှာရှိနေတဲ့တရားတွေရဲ့သဘောကိုနားလည်ထားဖို့မလိုဘူးလားအမျက်ရောဒေါသရောလောဘရောချစ်ချင်းရောအပြည့်အဝရှိမနေဘူးလားရှိနေတယ်ကိုမှယောဂတစ်ခုဆွဲနေတယ်ဆိုကြပါစို့ဒီယောဂကဘယ်လောက်ထိဆိုးနိုင်လဲဘယ်လိုကိုမှပြောင်းမေးဟောယောဂနဲ့ပတ်သက်တာတွေကိုဦးဇင်းတို့သိထားရင်မကောင်းဘူးလားမသိရင်ခပ်ပေါ်ပေါ်ထင်အဲ့ဒီယောဂနဲ့သေရမှာပဲဟုတ်တယ်မဟုတ်လားအဲ့လိုပဲဦးဇင်းတို့အမျက်ရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ဒါယောဂတဖွယ်ဒီခန္ဓာမှာဆွဲကပ်နေဒါဘယ်လောက်ထိဆိုးနိုင်တယ်လဲဆိုတာကိုဦးဇင်းတို့သိဖို့မလိုဘူးလားအဲ့ဒါဆိုလို့ရှိရင်အဲ့ဒီယောဂကိုပြောင်းအောင်ကုစားဖို့အတွက်ဦးဇင်းတို့နီလန်းရှာမယ်ပြီးရင်ကြိုးစားမယ်ပေါ့နားလည်ဖို့လိုတယ်နော်ဒါကြောင့်အမျက်ရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ဒီတရား၄မျိုးရဲ့မကောင်းတဲ့အချက်အပြစ်အနာစာတွေကိုဦးဇင်းတို့နားလည်အောင်ကြိုးစားရမယ်အဲ့ဒါဘုရားလုံးဘယ်လိုပြောပြမလဲပထမဦးဆုံးအမျက်ရဲ့အပြစ်ကိုစပြောတယ်အဘောဟုတ်တဝဘဟုံဟောတိဝတ္တတိဇောအခန္တိဇောအာသင်္ကိဘဟုပါယသောတတ္တမကောဒနရောစီဒီဇတ်တော်လေးမှာလာတဲ့ဂါထာလေးတွေကသဘောကျတော့လို့ငယ်ငယ်တုန်းကကြက်ထားဟုတ်လားငယ်တုန်းကကြက်ထားတော့အခုရှော့ရှော့ရှူရှူရတာအသက်40ကျော်မှကြက်တာတွေဘာမှမရအောင်တော့ငယ်တုန်းကောင်းထားတာကောင်းတယ်ကြီးမှပြင်ရဆင်းရတာတိတ်မလွယ်ဘူးအဘောဟုတ်တဝဘဟုံဟောတိဝတ္တတိဇောအခန္တိဇောအာသင်္ကိဘဟုပါယသောတတ္တမကောဒနာရောစီတရားမင်းတဲ့အမျက်ဆိုတာဘယ်လိုသဘောရှိလဲဆိုတာကိုပြောမယ်တဲ့အခန္တိဇောတိမခံခြင်းကြောင့်ဖြစ်သောဟောအမျက်ကိုစပြီးတော့အကြောင်းရှာပြတယ်အမျက်ဆိုတာတိမခံလို့ဖြစ်တာတဲ့တိခန္ဓာရဲ့အမျက်မဖြစ်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ရမှာနော်ခုကျတော့ကမြင်ရတာနဲ့ပတ်သက်ပြီးတော့ကြားရတာနဲ့ပတ်သက်ပြီးတော့တိခံမှုကအရင်နေတယ်တိခံမှုကဘယ်လောက်ထိနေတယ်ထင်လဲလမ်းပေါ်သူ့သူသွားနေတာကကွာကြားရတဲ့စိတ်တို့ကိုလာလောက်တာမဟုတ်သေးဘူးဟုတ်လားစဉ်းစားကြည့်အချိုးမကြတာတဘာဝမကြတာကိုမြင်ကိုစိတ်ကဘာဖြစ်နေတိုးနေပြီကိုပေါ်မှာလာစော်ကားတာဆိုရင်တော့ဘယ်အပြင်းထန်ကိုပြန်ပြီးတော့တုံ့ပြန်ပါဟုတ်လားအဲ့ဒါနဲ့ပတ်သက်ပြီးတော့စိတ်ထဲပေါ်လာတာတော့ပြောဦးမှာပဲမဟာဗောဓိမြိုင်ဆိုကြီးပြောတဲ့စကားလေးသဘောကျတယ်ဒါနဆိုတာပစ္စည်းရှိမှလှူလို့ရတာတဲ့အလှခံတဲ့လူလည်းရှိမှလှူလို့ရတာတဲ့ပစ္စည်းရှိရင်လည်းပဲလှူလို့ဖြစ်တယ်ပေါ့တိလားဆိုတာကိုကြိုက်တယ်လို့စောင့်စည်းလို့ရတယ်တိခံမှုခန္တီဆိုတဲ့တရားကတော့ကိုယ့်အပေါ်မှာနော်စော်ကားလာတဲ့လူရှိမှတိခံလို့ရတာတဲ့ဒါကြောင့်စော်ကားတဲ့လူရှိမှတိခံမှုဆိုတာဖြစ်နေတာစော်ကားတဲ့လူမရှိရင်တိခံမှုဆိုတဲ့တန်ဖိုးရှိတဲ့သူတော်ကောင်းတရားဖြစ်လို့မရဘူးဒါကြောင့်အစင်မပြေမှုကိုတန်ဖိုးထားတတ်ဖို့နော်ကျတို့အစင်မပြေမှုဆိုရင်ကန်ဆိုးလို့တွေ့တာလို့အောက်မေ့ထားတာလေတိခံမှုဆိုတဲ့အနှစ်သာရကိုရအောင်ထုတ်ယူရမယ်အကြောင်းတရားလို့မမြင်မိကြဘူးပေါ့ဟုတ်လားခုဒီမှာပြောပြီးတော့တိမခံခြင်းကြောင့်ဖြစ်တာတဲ့အမျက်ဆိုတာတိခံရင်မဖြစ်ဘူးထားလိုက်ပါလို့လုံနိုင်ရင်အမျက်ဆိုတာမဖြစ်ဘူးကိုကျတို့ကထားလိုက်ပါလို့မလုံနိုင်ဘာမှမထားနိုင်ဟုတ်လားထားလိုက်ပါလို့မလုံနိုင်အဲ့ဒါကြောင့်မလို့အမျက်တွေကဖြစ်ရအဲ့ဒီအမျက်ဖြစ်လာပြီဆိုရင်အမျက်ကဘယ်လိုသဘောရှိတော့အဘောဟုတ်တဝဘဟုံဟောတိတဲ့အစကနေနေလေးနောက်အများကြီးပွားလာတဲ့သဘောရှိတယ်ဟောအမျက်ရဲ့သဘောကိုစပြောတယ်နော်အမျက်ဆိုတာပွားတဲ့သဘောရှိတယ်တဲ့ဟုတ်တယ်တခါတလေကိုမုန်းတဲ့လူအကြောင်းထိုင်တွေးနေရင်လည်းဘာဖြစ်တော့ဒေါသတွေအကြီးကျယ်ထွက်လာတယ်ပွားလာတယ်
ဒါရင်လားဆိုတော့မကဘူးတဲ့အာသင်္ကေဘဟုပါယသောဘဟုပါယသောအဲ့ဒီအမြတ်ဟာစိတ်နှလုံးကိုအလွန်မှပင်ပန်းစေတယ်စိတ်ကိုပူလောင်စေတယ်ဒါကြောင့်သိပ္ပံပညာရှင်တွေစံတတ်ထားတာမဟာမြိုင်ဆိုတော့ဘုရားကြီးဥဇောတိကဟောထားတဲ့တရားထဲမှာပေးတယ်လို့လည်းကြားဖို့မှာနာရီဝက်လောက်စိတ်တူရတာ12နာရီလောက်အလုတ်ကျန်းလို့ရတာတဲ့တောင်ခန္ဓာကိုယ်ကိုထိခိုက်တယ်အာကုန်တယ်ပင်ပန်းတယ်ပျက်စီးမှုများဒေါသကလောင်ကျွမ်းတာပေါ့နော်ခုဒီမှာလည်းဘုရားလုံးကပါပြောတော့ဘဟုပါယတော်တယ်ဘဟုဆိုတာအလွန်များသောဥပါယတဆိုတာပင်ပန်းတာအများကြီးပင်ပန်းတယ်အမျက်ဆိုတာအဲ့မှာဦးဇင်းစိတ်ဝင်စားတာကအာသင်္ကီဆိုတဲ့စကားလုံးလေးကိုစိတ်ဝင်စားတယ်အာသင်္ကီဆိုတာကညိတတ်တယ်လို့အဓိပ္ပာယ်ရတယ်အမျက်ကကညိတတ်တယ်တဲ့ဆိုလိုတာကအမျက်ဖြစ်လာပြီဆိုရင်အဲ့ဒီအမျက်ကိုဦးဇင်းတို့ဟာစွန့်နိုင်ခဲ့တယ်လွှတ်နိုင်ခဲ့တယ်အဲ့ဒီအမျက်ကလေးဖြစ်ရတာကိုပဲကြိုက်နေတယ်လို့ရှိတယ်အမျက်ဖြစ်ရတာများဦးဇင်းရဲ့ခါရခက်ပါပြီနဲ့ဘလို့ကြိုက်မလဲလို့အဲ့လိုမျက်မထင်နဲ့နော်ဒကမာကြီးတွေစိတ်ကောက်ဖူးလားစိတ်ကောက်ရတာကောင်းလားမကောင်းမိမဲ့လို့ငါနင်းကိုမကျေနပ်ဘူးဆိုတာကိုစိတ်ကိုမဖြေဘဲနဲ့ကောက်ပြီးတော့တမင်တင်းပြီးတော့အကြာကြီးတောင်ထိန်းထားတာမရှိဘူးလားအဲ့ဒါဘာလို့လို့အရသာခံနေတာဟုတ်လားစိတ်ကောက်တာကိုအရသာခံနေတာငိုရတာကောင်းလားလို့မေးရင်ဘယ်သူမှငိုရတာပဲကောင်းမလို့ဦးဇင်းရဲ့ငိုရတာကောင်းလားလို့မေးဘယ်လိုပြောမကောင်းဘူးပဲပြောမှာကိုရီးယားကားတွေဘာတွေကြည့်ပြီးတော့မျက်ရည်ကျတာအဲ့ဒါတော့ဘယ်လိုပြောတော့ကောင်းတယ်ဇကားလေးကောင်းလိုက်တာကြည့်ကြည့်ပါဦးလားအမေသူများတော့အဖို့ညှိနေသေးတယ်ဟုတ်လားစိတ်ကနော်ကောင်းမှကြိုက်တယ်လို့တရားသေးပြောလို့မရဘူးမကောင်းလေကြိုက်ချင်ကြိုက်နေတာမကောင်းမဲနဲ့ကြိုက်နေတာတွေအများကြီးရှိတယ်အခုဒီမှာပြောပြီနော်အာသင်္ကီတဲ့နော်စိတ်တူရတာဒီအမျက်ဖြစ်ရတာပါကညှိနေတယ်တော့ဦးဇင်းစဉ်းစားကြည့်တယ်ချစ်တဲ့လူတွေကိုမမေ့ဘူးခဏခဏသတိရနေတယ်အဲ့ဒါနားလေလို့ရတယ်ချစ်လို့မမေ့တာဘယ်မေ့မလို့နားလေရခက်နေတာကမုန်းတဲ့လူတွေကိုလည်းမမေ့ဘူးဖြစ်နေဟုတ်လားမုန်းတဲ့လူကမေ့လားမမေ့ဘူးနော်မုန်းတဲ့လူကပိုးတောင်သတိရသေးတယ်ဟုတ်လားဘာဖြစ်နေတော့စွဲနေတာအဲ့ဒီစိတ်တူရတဲ့အရာကြီးကိုစွဲနေတာငရုတ်သီးနဲ့တောင်ဦးဇင်ကဥပမာပေးခြင်းသေးတယ်ငယ်တုန်းကငရုတ်သီးကိုဘလို့မှမကြိုက်ခုလည်းမသိမကြိုက်ပါငရုတ်သီးစားရတာနဲ့ရှာကွဲရတယ်နဲ့ဘာထူးလဲလို့စဉ်းစားကြည့်တာငယ်တုန်းကဒါဒီအဲ့ဒီစက်တဲ့အရာကိုကျန်တဲ့အရာနဲ့အစားထိုးလို့မရတဲ့အတွက်ကြောင့်ငရုတ်သီးကစွဲတယ်ဟုတ်လားပြောချင်တာကဘာလဲကောင်းမှကြိုက်တယ်လို့ပြောလို့မရဘူးမကောင်းလေကြိုက်နေတာတော့အောက်ပြေအောက်ရရောက်တယ်အဲ့ဒီငပိရည်တွေကိုမြင်ရင်ရှိရစားနေကြတာလေအနန္တောမခံနိုင်ဟုတ်တယ်မဟုတ်လားကောင်းတယ်မကောင်းတယ်ဆိုတာကတခါတလေနော်ခဏခဏလုံနေတာပေါ်မှာမူတည်တယ်ကြာလုတ်ပါများတော့ကြိုက်သွားတာတွေရှိတယ်ဟုတ်လားအခုဒီမှာဗာပြောပြီးတော့အမျက်ဟာကန့်ညှိတဲ့သဘောရှိတယ်အမျက်ရဲ့သဘောလေးတွေကိုပြောပြနေနော်တိမခံမှုကြောင့်ဖြစ်လာပြီဆိုရင်လည်းပဲအလွန်မှပွားများလွှဲတဲ့စိတ်နှလုံးကိုအလွန်မှပင်ပန်းစေတဲ့ကန့်ညှိတဲ့သဘောလေးရှိတဲ့ဒီအမျက်ကိုတတ္တမကောဒနာရောစီငါဘလို့မှနှစ်သက်လို့မရဘူးမကြိုက်ဘူးတဲ့အဲ့ဒါအမျက်ရဲ့အပြစ်ပဲနောက်ထပ်ပြောစရာတွေအများကြီးရှိတော့တရားဒီနေ့တင်ထစ်နေလို့အဆင်မပြေသေးဘူးနော်အမျက်ရဲ့အပြစ်ပြီးရင်ဘာရဲ့အပြစ်လာမလို့ဒေါသရဲ့အပြစ်ကိုလာနော်ဒေါသကိုကြတော့ဘုရားလုံးကဘလို့ပြောတော့အသေးစိတ်ကလေးပြောတာစိတ်ဝင်စားတဲ့ရှိဒုဋ္ဌတပရုတဝါစာပရမသောအနန္တရာတတောပန္တိတတောဒန္တောတတ္တတပရမတတိဒေါသောကောဒသမုဋ္ဌာနောတတ္တမဒေါသနာရောစီတက္ကတာကွဲနဲ့တောင်ပြောတယ်ဒေါသဆိုတာတဲ့ကောဒသမုဋ္ဌာနောအမျက်ကြောင့်ဖြစ်တာဟောဒေါသဆိုတာဘာကြောင့်ဖြစ်တာလဲတော့အမျက်ကြောင့်ဖြစ်တာအဲ့လိုဆိုရင်ပိဿတို့ကိုနည်းနည်းလောက်ဦးဇင်ကမှတ်သားနိုင်စွမ်းလေးကိုစမ်းကြည့်အောင်မယ်ဒေါသကအမျက်ကြောင့်ဖြစ်တယ်ဆိုရင်အမျက်ကတော့ဘာကြောင့်ဖြစ်တာတော့ခုနမှာအဖြေမှန်ထွက်လာနော်ပြောလိုက်တာ9မိနစ်တောင်မရှိသေးဘူးတောက်လျှောက်မေ့ပြစ်တာအမျက်ကဘာကြောင့်ဖြစ်တာတော့သီးမခံလို့ဖြစ်တာနော်သီးမခံရင်အမျက်ဖြစ်မယ်အမျက်ဖြစ်ရင်ဒေါသဖြစ်မယ်သူ့အကြောင်းသူ့အကျိုးသွားနေတာဒေါသဖြစ်ပြီဆိုရင်ဘာတွေဆက်ဖြစ်မလို့ဒုဋ္ဌတပရုတဝါစာကြမ်းထမ်းတဲ့စကားတွေထွက်လာလေတဲ့စကားကတာယာနာပြောပွဲမရှိတော့ဘူးအကြာရခက်တဲ့စကားတွေထွက်လာတယ်နော်ဒေါသဖြစ်လာတာတဲ့တာယာနာပြောပွဲမရှိတော့ဘူးနုနုညံ့ညံ့မရှိတော့ဘူးကြမ်းထမ်းတယ်အဲ့ဒီအချိန်မှာဒေါသကိုထိန်းနိုင်ရင်ထိန်းမထိန်းနိုင်ရင်ဘာဖြစ်မလို့ပရမသောအနန္တရာဆွဲညှင်လာတယ်ဆွဲကင်လာတယ်ကျန်တကားစရန်တွေထွက်ပြီးလို့ရှိရင်ဒေါသမပြေသေးဘူးဆိုရင်ဘာလုပ်လဲဆွဲကင်လာတယ်ဟုတ်တယ်တခါလေး
သက်ရှိအရာကိုစိတ်တူပြီးဆိုရင်အဲ့ဒီလူရဲ့ဆပင်တို့အိမ်ကြီးတို့လက်တို့လှမ်းဆွဲတာမရှိဘူးလားတခုခုနဲ့ရိုက်တော့မှနှက်တော့မှလေသူအရင်စဆွဲတာဘုရားလုံးပြောတာအရင်တိကြတယ်နော်ကိုစိတ်တို့ဒါကသက်ရှိမဟုတ်ဘူးသက်မဲ့ဆိုလို့ရှိရင်ဘာတော့အဲ့ဒီသက်မဲ့အားကိုဆွဲကင်ပြီးတော့ချို့လွှင့်ပစ်တာတွေပေါက်ချိုးပစ်တာတွေမရှိဘူးလားအံ့ဩစရာကြီးတခါလေဖုံးပြောရင်းနဲ့ဖုံးကတချို့ဆိုလို့ရှိရင်ဒေါသရမ်းကြီးတယ်လေဖုံးပြောရင်းနဲ့ဖုံးကပြောလို့မရလိုင်းအမေစိတ်တူပြီးတော့တခါအဲ့ဖုံးကိုဘာလို့ပစ်တာပေါက်ချိုးပစ်တာရှိကိုခံစားချက်ကိုဒီဖုံးကလည်းတိတာမဟုတ်သက်မဲ့ဖုံးနဲ့တောင်တူပြီးတော့ရံဖြစ်စေအယူလောက်တာနော်ဒေါသကလူကိုအယူလောက်တာဟုတ်လားအဲ့ဒါအယူဖြစ်တတ်တယ်ဒီချာစဉ်းစားကြည့်အဲ့ဒါဘုရားလောင်းတိတိကျကျပြောတာစကားချင်းတွေထွက်လာမယ်မထိန်နိုင်ဘူးဆိုရင်ဆွဲကင်လာလိမ့်မယ်အဲ့ဒီချိန်မှာထိန်ရင်ထိန်မထိန်နိုင်ရင်ဘာဖြစ်မလို့လဲတတော်ပါနေတယ်လက်နဲ့ရိုက်မယ်ပုတ်မယ်ထိုးမယ်ဟောတဆင့်တက်လာတယ်အဲ့ဒီချိန်မထိန်နိုင်ဘူးဆိုရင်တတော်ဒံတော်တဲ့အိုစီဒီရှောက်ကြည့်ပြီးတော့ဒုတ်ရှာဒုံနဲ့ဘာလုံးရိုက်မယ်နှက်မယ်အဲ့ဒီချိန်မထိန်နိုင်ဘူးဆိုလို့ရှိရင်တတ္တတပရမတတိတဲ့တေစီတတ်တဲ့ဓာစာရှိတဲ့လက်နက်ကိုကင်ပြီးတော့တတ်မယ်အဲ့ဒီကြတော့မှတတ္တရဲ့ဟိုဘက်ကျတော့ဘာမှလုံးစရာလည်းမရှိတော့ဘူးလေအဲ့ဒီထိရောက်သွားရင်တော့ခါရတဲ့လူကလိုရတဲ့လူကဘာတွေဖြစ်ကုန်ပြီတော့ကြီးမားတဲ့ဆုံးရှုံးမှုပျက်စီးမှုတွေဖြစ်ကုန်ပြီစေုံစေကရောက်တဲ့လူရောက်မယ်အခမ်းမသိရင်တင်ញံကုန်းရောက်ချင်လဲရောက်သွားမယ်လှုပ်တဲ့လူကတော့ဘယ်ရောက်လဲတောင်းတဲ့ချုပ်တဲ့သွားပါဟုတ်လားအလွန်တရာမှအကျိုးမဲ့တွေကိုဖြစ်စေတယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်မြတ်စွာဘုရားကဖြစ်ပေါ်လာတဲ့ဒေါသကိုထိန်းနိုင်သိမ်းနိုင်ဖို့အလွန်အရေးကြီးတယ်ပုထုဇဉ်ဆိုတာဒေါသမထွက်ဘူးလို့မရှိဘူးအစင်မပြေတာနဲ့တွေ့ရင်ဒေါသကထွက်မှာပဲအရေးကြီးတာကထိန်းလိုက်နိုင်ဖို့ပဲအဲ့ဒါကိုမြတ်စွာဘုရားဥမာပေးတာတခုရှိတယ်ယောဝေဥပ္ပတိတံကောဒံရထံဗန္တံဝဝါရယေတမဟံတာရတိပြုမိရတမိကာဟောဣတရောဇနောရှင်းတော့မြင်ရထားတယ်အခုကိလိုကားတွေပါတွေထွန်းကားတာမဟုတ်တော့မြင်ရထားပါနော်အဲ့ဒီမြင်ရထားကိုမောင်းတဲ့လူကဒီမြင်းကိုထိန်းနိုင်မှနော်ကြောက်တဲ့မကြောက်အောင်တခုခုနဲ့ဝင်မတိုက်အောင် तू ကောင်းကောင်းမောင်းပြီဆိုရင် तू ထိန်းနိုင်ရမယ်လေဟုတ်လားမထိန်းနိုင်ဘူးဆိုရင်ဘာလို့မတော့ဒုက္ခရောက်မှာအဲ့ဒါလိုပဲတဲ့ဖြစ်ပေါ်လာတဲ့ရုပ်တရက်ဖြစ်လာတဲ့ဒေါသကိုယထာကိုထိန်းတယ်လို့မျိုးကိုကထိန်းနိုင်ရမယ်လမ်းကြောင်းတဲ့တဲ့လေးကိုသွားနိုင်ရမယ်ဝင်မတိုက်စေရအောင်ဖြစ်နေတဲ့ဒေါသကိုဘာလို့မလို့ထိန်းနိုင်ရမယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလူကိုငါယထာဒိန်းလို့ဆိုတယ်တဲ့သူကယထာဒိန်းပဲတဲ့တာမန်ယထာတက်မောင်းတဲ့လူတွေကတော့ဒေါသကိုမထိန်းနိုင်မနဲ့တာမန်ယထာတက်မောင်းတဲ့လူတို့တော့ယထာဒိန်းလို့မခေါ်ဘူးသူကကျိုးခိုင်တဲ့ဟောမြတ်စွာဘုရားဘလောက်စကားတတ်တော်မူတယ်လဲဆိုတာစဉ်းစားနော်ဖြစ်လာတဲ့ဒေါသကိုထိန်းနိုင်တဲ့လူကမှယထာဒိန်းတဲ့ဟုတ်လားပဂရိယထာမောင်းတဲ့လူတွေကယထာဒိန်းမဟုတ်ဘူးအဲ့ဒါကကျိုးခိုင်တဲ့ကျိုးပဲခိုင်လိုက်နေတယ်ကိုဒကာမတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာဟာဘဝဆိုတဲ့ပြည်လမ်းပေါ်မှာပြေးနေတာဟုတ်လားအဲ့ဒေါသထွက်လာပြီဆိုရင်ဦးဇင်းတို့ဘာလုပ်နိုင်မို့လို့တော့ထိန်းနိုင်မို့လို့လည်းမထိန်းနိုင်ဘူးဆိုရင်ပြေးလမ်းဘာဖြစ်တော့ချောကျသွားမယ်ဘဝပြည့်နိုင်တယ်နော်အချုပ်ထဲထောင်ထဲမှာဘဝပြည့်နေတဲ့လူတွေဟာ90ရာခိုင်နှုန်းလောက်ကဒီဒေါသရဲ့အလိုကိုလိုက်လို့ပဲလေဟုတ်လားဒါကြောင့်ဘုရားလောင်းပြောတဲ့ဒေါသရဲ့အပြစ်ကိုတေချာစဉ်းစားဟုတ်လားအမျက်ကြောင့်ဖြစ်လာပြီဆိုရင်စကားချင်းတွေကိုအရင်ဖြစ်ပေါ်စီတဲ့တားမရဘူးဆိုရင်ဆွဲကင်လာတဲ့ထိုမတဆင့်လက်ထိုမတဆင့်ဒုတ်ထိုမတဆင့်ဒါလက်နဲ့ဟုတ်လားအဲ့လိုမျိုးအကျိုးမဲ့များစွာကိုဖန်တီးသည်ရင်ဖြစ်စေနိုင်တဲ့အတွက်ကြောင့်ဒီဒေါသကိုတတ္တမဒေါသနာရောစီအဲ့ဒါငါမကြိုက်ဘူးဒါဒေါသရဲ့အပြစ်အမျက်ရဲ့ဒေါသရဲ့နှစ်မျိုးရှိသွားပြီနော်သုံးခုမြောက်ကဘာတဲ့တော့လောဘရဲ့အပြစ်ကိုကြတော့ဘုရားလုံးကထိတိမိမိပြောရတယ်အဲ့ဒါလေးလည်းစိတ်ဝင်စားတဲ့အကောင်းအာလောဘတာဟတာကာရနိကတိဝိသနာနိစ္စဒိဋ္ဌန္တိလောဘဓမ္မေတုတတ္တမလောဘနာရောစီကြားမယ်တဲ့လောကကြီးမှာအာလောဘတာဟတာကာရှင်ဘတ်ပေါ်မှာဒုတ်တို့ဓာတ်တို့တနတ်တို့ကိုတင်ပြီးတော့အချင်းချင်းနှိပ်စက်နေတာညှဉ်းပန်းနေတာတွေရှိတယ်တဲ့ဟုတ်တယ်လောကကြီးမှာလက်နဲ့အားကိုနဲ့တယောက်ကိုတယောက်တအုပ်စုကိုတအုပ်စုတနိုင်ငံကိုတနိုင်ငံနှိပ်စက်နေတာညှဉ်းပန်းနေတာဖမ်းဆီးနေတာဘိုးချနေတာတွေမရှိဘူးလားရှိတယ်လက်နဲ့အားကိုနဲ့လူချင်းချင်းဆိုတော့လောက်ကြောက်စရာမရှိဘူးလေဟုတ်လားအာလောဘတဟတာကာလက်နဲ့အားကိုနဲ့ရက်ဆက်နေကြတာတွေရှိတယ်တဲ့နိကတိဝိသနာနိစ္စတဲ့အတုကိုပြပြီးတော့လှည့်စားကောက်ကျစ်နေကြတာတွေလည်းလောကမှာရှိတယ်တဲ့မဟုတ်တာတွေကိုအဟုတ်လုပ်ပြီးတော့ပေါ့အတူမျိုးစုံထုံးကားတယ်နော်ဒီခေတ်မှာဟုတ်လားလက်နဲ့အားကိုနဲ့ရက်ဆက်တာရှိတယ်ညံ့တဲ့အားကိုနဲ့ကောက်ကျစ်တာရှိတယ်ကောင်းသလားအဲ့ဒါတွေမကောင်း
အဲ့ဒီအလွန်တရာမှမကောင်းတဲ့ယုံညံ့တဲ့အဲ့ဒီအရာတွေဟာလောဘဓမေတုဒိဋ္ဌံတိလောဘရှိတဲ့ပုဂ္ဂိုလ်တွေရဲ့တဏ္ဍာမှာပဲငါတွေ့မြင်ရတယ်လက်နဲ့အားကိုနဲ့ရက်ဆက်နေပြီဟိဟုတ်လားညနေညနေအားကိုနဲ့ကောက်ကျစ်နေပြီဟိဆိုရင်ဘာကြောင့်အဲ့ဒါလိုရက်ဆက်တယ်လဲကောက်ကျစ်တယ်လို့အကြောင်းရှာလိုက်ရင်လောဘကိုသွားတွေ့ရဒါကို तू ကလှလှပပလေးပြောတာရက်ဆက်မှုကောက်ကျစ်မှုတွေဆိုတာလောဘရှိတဲ့လူတဏ္ဍာမှာပဲငါမြင်ရတာတဲ့လောဘမရှိတဲ့လူတွေမရက်ဆက်ဘူးမကောက်ကျစ်ဘူးလို့ပြောတာအလွန်မှန်တာပဲနော်ဒီခေတ်မှာအဲ့ဒီစကားလေးကအကျေပြောစရာအရင်ကောင်းရက်ဆက်မှုမှန်တယ်များအကြောင်းပဲရက်ဆက်နေတာမဟုတ်ဘူးတခုခုရခြင်းလို့ဟုတ်တယ်မဟုတ်လားတခုခုဖြစ်ခြင်းလို့နော်ကိုင်းကောက်ကျစ်နေတာတွေကဘာပါလဲရခြင်းလို့ပဲလေနော်ဒီခေတ်ဆိုရင်တော်တော်ကိုတချို့အတုတွေကတော်တော်ရင်နာစရာကောင်းတယ်တော်တော်ကြောက်စရာလည်းကောင်းတယ်အတုတွေကြီးပဲဒီလိုတုန်းကတော့သိတာကစားစရာတွေဆိုရင်အနံ့လောက်ပဲအတုလို့ထင်တာအခုအရသာလည်းအတုရတယ်ဒီကတော့အယောင်လေးလောက်ပဲအတုရှိတယ်ထင်နေတာအခုအကုန်အတုရှိတယ်အကုန်လုံးအတုတွေကြီးပဲဟုတ်လားအစားအသောက်အတုဆိုမှတော့ဒီခန္ဓာကိုဘယ်ခံနိုင်မလို့ဟုတ်လားအဲ့ဒီအစားအသောက်အတုတွေကြောက်စရာကောင်းတဲ့အတုကဘာအတုများဖြစ်မလို့စေဝါအတုလှုပ်ရက်တယ်နော်ရချင်တော့လှုပ်တာပဲလေသုံးဆွဲတဲ့လူဘလို့ပဲဒုက္ခရောက်နေသူရရင်ပြီးရောလှုပ်လိုက်တာပဲဟုတ်လားနောက်ထပ်အတုတကအတုတွေမဲ့အဆိုးဝါးဆုံးအတုကဘာအတုများဖြစ်မယ်တင်တော့တရားအတုအဲ့ဒါကတော့တန်တရားနဲ့ချီပြီးတော့နစ်နာတာသဘောပေါက်ဖို့လိုတယ်ဟုတ်လားအဲ့ဒီအတုတွေဘာဘူးလို့လုံနေကြတာတော့ရခြင်းလို့ဟုတ်လားရက်ဆက်မှုတွေကောက်ကျစ်မှုတွေဟာလောဘရှိတဲ့ပုဂ္ဂိုလ်တွေရဲ့တဏ္ဍာမှာပဲငါမြင်ရတယ်တဲ့တတ္တမလောဘနာရောစီဒါကြောင့်အဲ့ဒီလောဘကိုငါမကြိုက်ဘူးတဲ့လူရင်းတူရှင်လေးပြောလိုက်တာနော်တကယ်တော့ဦးဇင်းတို့ကြည်ကြည်ပြည့်ပြည့်ပြောမယ်ဆိုရင်လောဘဆိုတာဒုက္ခသမုဒယသစ္စာပဲလေဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားအဓိကအကြောင်းတရားဟုတ်လားလောဘကြောင့်ဘလို့တွေဆင်းရဲပါတယ်ဆိုတာကိုစာဖွဲ့မယ်ဆိုရင်အခရာမလောက်ဘူးလို့တော့မြတ်စွာဘုရားဟောတာသစ္စာတန်ရုပ်ပါဠိတော်ထဲမှာဟုတ်လားလိုချင်မှုကြောင့်ဒုက္ခတွေဘလို့ဖြစ်ရပါတယ်ဆိုတာကိုအသေးစိတ်ပြောမယ်ဆိုလို့ရှိရင်စကလုံးမလောက်ဘူးတဲ့ဒါကြောင့်လောဘရဲ့အပြစ်ကိုဦးဇင်းတို့ကိုယ်အောင်ပြောလို့ရမလားမရအဲ့ဒါဘုရားလောင်းကတော့အထီရောက်ဆုံးစကလုံးလေးသုံးပြီးတော့ပြောတယ်ဟုတ်လားရက်စက်မှုတွေကောက်ကျစ်မှုတွေဟာလောဘရှိတဲ့လောဘရှိတဲ့လူတွေရဲ့တဏ္ဍာမှာပဲငါမြင်ရတယ်ဒါကြောင့်ဒီလောဘကိုငါမကြိုက်ဘူးတဲ့ဟိုဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကမဟာကာလဥပဒကဆိုတာရှိတယ်သောတာပန်ရိယာသူတော်ကောင်းပဲအဲ့ဒါဒီနေ့မြတ်စွာဘုရားကျောင်းတော်ကနေဥပုံဆောင်ပြီးတော့မနေ့ကဝီလီဝင်လေးကျောင်းကနေအိမ်ပြန်တယ်သူဥပုသ်တယ်ဆိုကျောင်းအိတ်တာပါကျောင်းနဲ့မြို့ရဲ့ကြားထဲမှာရေကန်ရှိတယ်အဲ့ဒီရေကန်မှာဆင်းပြီးတော့မျက်နှာတက်တယ်အဲ့လိုမျက်နှာတက်နေတော့တခိုးတယောက်ကခိုးတို့ခိုးတယ်အနေနဲ့ထုတ်ပိုးပြီးတော့နောက်ကလူတွေကလိုက်လို့ပြေးတာပြေးနေအဲ့ဒီနားကျတော့မနိုင်တော့အဲ့ဒီအထုပ်တစ်ထုပ်ကိုအဲ့ဒီနားပြစ်ချထားခဲ့ညနာတင်နေတဲ့မဟာကလဥပဒကအဲ့ဒီအထုပ်ကြားနေမှတော့သူမသိခဏနေတော့နောက်ကလိုက်လာတဲ့လူတွေကအဲ့ဒီနားရောက်လာတဲ့ခါကျတော့ဟာကြည်စမ်းတခိုးကပြေးလို့မလွန်မှန်းသိတော့မျက်နှာတက်ဟန်ဆောင်းနေတယ်ကျောင်းတော်ကပြန်လာတဲ့ဥပုသ်တေဟန်ဆောင်းနေတယ်ဝိုင်းရိုက်ကြတာဘလို့မှညင်းလို့မရဘူးတောင်းမှလို့မရဘူးကြောက်เสียကြီးအဲ့တော့တယောက်တစ်ချက်ဝိုင်းရိုက်တာအဲ့ဒီနားတင်အသက်ထွက်တယ်အဲ့ဒီမှာရန်တော်တွေကမြတ်စွာဘုရားကိုရှောက်တဲ့အခါမဖြစ်တဲ့နာတွေဖြစ်သွားတယ်ဗျာသောတာပန်ရိယာသူတော်ကောင်းတယောက်တခိုးဆိုပြီးတော့အထင်မှားပြီးတော့ရိုက်တက်ခံရတယ်အခုလောလောဆယ်ဖြစ်နေတဲ့အနေအထားလေးကိုကြည့်မယ်ဆိုရင်တော့ဒါကဘလို့မှမဖြစ်တဲ့ကိစ္စကြီးပေါ့နော်ဒါပေမဲ့ဖြစ်ရတဲ့ခုဆိုတာကအခုလောလောဆယ်လေးတွေကြည့်ုံနဲ့အဖြေမှန်ကပြီးဝပါမရနိုင်ကြည်ကြည်ပြည့်ပြည့်မြင်နိုင်ဖို့လိုတယ်အဲ့ဒီမှာမြတ်စွာဘုရားကတဲ့အခုအနေအထားလေးကိုကြည့်မယ်ဆိုရင်တော့ဒါမဖြစ်တဲ့ကိစ္စဒါပေမဲ့တစ်ချိန်လုံးကသူလှုပ်ခဲ့တဲ့လှုပ်ရက်နဲ့ကြည့်မယ်ဆိုရင်တော့မဖြစ်တဲ့ကိစ္စလို့ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမဟာကလဥပဒကတစ်ချိန်လုံးကသူကအမှုတန်းတစ်ယောက်ဖြစ်တယ်ဘာလို့ ရလဲဆိုတော့သူကတောအုပ်တစ်ခုရဲ့အဝမှာသူကအဲ့ဒီတောထဲမှာတခိုးဓမြတွေတောင်းကျန်တဲ့အလေးရှိလို့ခရီးသည်တွေကိုသူကဘေးကင်းအောင်လိုက်ပို့ရတယ်ဝန်တန်းပေါ့သူမှလူသူလက်နဲ့ရှိတယ်ခရီးသည်တွေကိုသူကအခချင်းငွေယူပြီးတော့အဲ့ဒီတောအုပ်ထဲကနေလွတ်မြောက်အောင်ပို့ရတာအဲ့ဒါတနေ့တော့လင်မယားနှစ်ယောက်လှည့်ရင်လေးမောင်းပြီးတော့လာတာသူ့ကိုတောင်းပန်တယ်ဟိုဘက်ကိုလိုက်ပို့ပေးပါအဖို့ခတ်ပေးပါမယ်အဲ့ဒါမိမဖြစ်တဲ့ပုဂ္ဂိုလ်ဟာရုပ်ရည်ဟာအလွန်မှလှပတင်နေတယ်အဲ့ဒါကိုမြင်တော့သူကရားကျင်တဲ့အတွက်ကြောင့်နေအောင်တဲ့နောက်နေ့မနေ့ကျမှငါပို့မယ်ဟာအချင်းစိုးကြီးရှိပါသေးတယ်ပို့ပါဆိုတော့သူအကြံဉာဏ်ထုတ်ချိန်ရအောင်နေအောင်ဆိုတော့စိန်ချွဲထားပြီးတော့ထမင်းကိုမစားခြင်းမနဲ့ချက်ကျွေးတယ်အညာအိတ်ခိုင်းတယ်တ냐ရောက်တော့ဘာလုပ်တယ်ဆိုတော့ဘယင်ကသူ့ကိုတနေရာကိုပို့ဖို့ပေးထားတယ်ဗရမ ्या ရှိတယ်အဲ့ဒီဗရမ ्या ကိုအဲ့ဒီလှဲသမားရဲ့လှဲပေါ်ကိုသူ့လူတွေကိုဖွက်ခိုင်းပြီးဗရမ ्या ပျောက်တယ်ဆိုပြီးတော့ရှာခိုင်းတယ်
ကိုဖွက်ထားတဲ့ပစ္စည်းကိုကိုရှာတွေ့ပြီးတော့တခိုးဆိုပြီးတော့ဝိုင်းပြီးတော့အဲ့ဒီလူကိုရိုက်တတ်ကြတာဟုတ်လားအဲ့ဒါမဟာကာလဥပဒကလုပ်ခဲ့တဲ့ပြစ်မှုပေါ့ရက်စက်မှုရောကောက်ကျစ်မှုရောဘာဖြစ်နေတော့လွန်နေတာနော်ဘာလို့အဲ့ဒီရက်စက်မှုတွေကောက်ကျစ်မှုတွေသူလုပ်တယ်လဲရခြင်းလို့ပေါ့ရခြင်းလာပြီဆိုရင်ရပြီးရောဆိုတာတွေးတော့လားဖြစ်တဲ့မဖြစ်တဲ့တရားတွေမျှတတယ်ဆိုတာတွေကပျောက်သွားတယ်သူကရဖို့မရဖို့ပဲအရေးကြီးလာလောဘအရင်ကြီးလာပြီဆိုလို့ရှိရင်လောဘကတိတ်မကြီးသေးဘူးဆိုရင်တော့ညံလေးနဲ့ရှင်ပြီးတော့ဒါမဖြစ်တဲ့ဘူးမလုပ်တဲ့ဘူးဒီလိုလာအောင်မယ်လောဘအရင်ကြီးသွားပြီဆိုရင်အဲ့ဒါဒီမျိုးတွေကမလာတော့ဟုတ်လားအဲ့လိုမျိုးမလုပ်တဲ့နာတွေကိုလုပ်ခဲ့တဲ့အတွက်ကြောင့်သူကအခုတခိုးမဟုတ်ဘဲနဲ့တခိုးဆိုပြီးတော့အသက်ခံရတာအဲ့ဒါပြောချင်တာလေးကဘာတော့ရက်စက်မှုတွေကောက်ကျစ်မှုတွေဟာလောဘရှိတဲ့လူရဲ့တန်တန်မှာပဲငါမြင်ရတယ်ဆိုတဲ့စကားလေးကိုပြောရင်းနဲ့အဲ့ဒါကိုအမှတ်ရလို့ပြောပြတာဟုတ်လားအမျက်ရဲ့ဒေါသရဲ့လောဘရဲ့သုံးမျိုးရှိသွားပြီနော်လေးခုမြောက်ကဘာတော့ချစ်ချင်းနဲ့တခါမှတို့ရောဥစဉ်တွေရောတက်ရှိသမဲ့အရာမျိုးစုံရဲ့ပုံမှာနီးမျိုးစုံနဲ့ချစ်ခင်မမောဆွဲလန်းနေကြတာတွေအများကြီးရှိရနော်အဲ့ဒီချစ်ချင်းရဲ့အကြောင်းကိုပြောမှာတဏေဟသင်္ကတိတာခန္ဓာသင်္တိမနောမယပုထုတိဘုဒ္ဓဥပတ္တမေတိတတ္တမတဏေဟနာရောစီတရားမင်းတဲ့ဟောဒီလောကကြီးမှာများလားအလွန်များတဲ့လူတွေဟာများပြားလာတဲ့လူသားတွေဟာတယောက်နဲ့တယောက်နော်တရှိသမဲ့အရာတွေရဲ့ပုံမှာချစ်ချင်းဆိုတဲ့အဆိုတဲ့အစေးနဲ့နှောင်ဖွဲ့နေကြတာတွေရှိတယ်ဖွဲ့ထားတာနှောင်ထားတာသူကလည်းကိုယ်ကြောင့်မလွတ်လပ်ကိုယ်ကလည်းသူ့ကြောင့်မလွတ်လပ်ချစ်ချင်းနဲ့နှောင်ဖွဲ့ထားရတာနှဖြူကြီးနဲ့နက်နက်ကြီးနှစ်ကောင်ရှိတယ်တဲ့အဲ့ဒါကိုလူနောက်တစ်ယောက်ကနှစ်ဖားကျိုးတစ်ချောင်းနဲ့ပူးပြီးတော့ထိုးပြီးတော့ခြိထားလိုက်တယ်နှစ်ဖားကျိုးကတစ်ချောင်းနဲ့နှစ်ဖလန်ချထားဒီဘက်မှာနွားတွေရှိပါတယ်တိမှာပါနှစ်ဖလန်ချတယ်ဆိုတာနှစ်ဖားကျိုးကိုပါတော့ဂျိုးပေါ်မှာလေဘင်းမသွားမချီတော့ပဲနဲ့အောက်ချထားတယ်ဟုတ်လားနှစ်ဖားကျိုးတစ်ချောင်းနဲ့ထိုးပေးထားတယ်ဂွင်းလေးနဲ့ခြိထားတယ်အဲ့တော့နှစ်ဖြူကြီးကစဉ်းစားတယ်ဒီနက်နက်ကြီးကြောင့်ငါသွားခြင်းရမသွားအောင်မလွတ်လပ်ဘူးနည်းနည်းကြီးကလည်းစဉ်းစားတယ်ဒီနှစ်ဖြူကြောင့်ငါသွားကြရမသွားဘူးမလွတ်လပ်ဘူးလို့စဉ်းစားရနော်အဲ့ဒီစဉ်းစားချက်နှစ်ခုစလုံးစီမှန်လားမှားလားလို့မင်းမှားတယ်နှစ်ဖြူကြီးကြောင့်နည်းနည်းမလွတ်လပ်တာလည်းမဟုတ်ဘူးနည်းနည်းကြီးကြောင့်နှစ်ဖြူမလွတ်လပ်တာလည်းမဟုတ်ဘူးဘာကြောင့်သူတို့နှစ်ကောင်မလွတ်မလပ်ဖြစ်နေတာလဲလို့မင်းနှစ်ပါးကျိုးကြောင့်ဟုတ်လားအဲ့လိုပဲဒကာမတို့ဦးဇင်းတို့တွေလည်းပဲတယောက်ကိုတယောက်နှောင်ဖွဲ့ထားကြတယ်အဲ့ဒီနှောင်ဖွဲ့မှုတွေကြောင့်သူလည်းပဲကိုယ့်ကြောင့်မလွတ်လပ်ဘူးကိုယ်လည်းပဲသူ့ကြောင့်မလွတ်လပ်ဘူးအပေါ်ရန်ကြည့်ရင်တော့သူ့ကြောင့်ကိုယ့်ကြောင့်လို့ထင်ရပေမလို့တကယ်တမ်းကဘာကမလွတ်လပ်အောင်နှောင်ဖွဲ့ထားတယ်လို့မေးရင်ချစ်ချင်းတရားကနှောင်ဖွဲ့ထားတာ။အိုထင်တာကလူချင်းချင်းနှောင်ဖွဲ့နေတယ်လို့ထင်တာ။တကယ်ကလူချင်းချင်းကနှောင်ဖွဲ့တာလားမဟုတ်ဘူးနော်။ကိုယ့်ရဲ့ချစ်ချင်းတရားကပဲကိုယ့်ကိုနှောင်ဖွဲ့တာ။အဲ့ဒီချစ်ချင်းပြတ်သွားပြီဆိုလို့ရှိရင်လူချင်းချင်းကနှောင်ဖွဲ့လို့ရသေးသလားမရဘူးတဏေဟသင်္ကတိတာကန္တာသင်္တိမနောမယပုထုတဲ့တတ္တဝါတွေဟာများလာစွာသောချစ်ချင်းတရားတို့ဖြင့်အချင်းချင်းနှောင်ဖွဲ့နေကြတာရှိတယ်တဲ့တိဘုဒ္ဓဥပတ္တပင်တိတဲ့အဲ့ဒီချစ်ချင်းဆိုတဲ့တရားဟာအဲ့ဒီတတ္တဝါကိုပြင်းထန်စွာပူလောင်စေလိမ့်မယ်တဲ့တတ္တမတဏေဟနာရောစီဒါကြောင့်အဲ့ဒီချစ်ချင်းကိုငါမကြိုက်ဘူးတဲ့အဲ့ဒီမှာဦးဇင်းတို့စကားလုံးလေးကိုအတိအကျစီစစ်ကြည့်နော်တေဘုဒ္ဓဥပတ္တပင်တိချစ်ချင်းတရားကအဲ့ဒီလိုကိုပြင်းထန်စွာပူလောင်စေလိမ့်မယ်ဘုဒ္ဓဆိုပြင်းပြင်းထန်ထန်လို့အဓိပ္ပာယ်ရတယ်ဥပတ္တပင်တိဆိုတာပူလောင်တာချစ်ချင်းကြောင့်ဖြစ်တဲ့ပူလောင်မှုလောင်ကျွမ်းမှုဟာတတ်တောင့်တတ်တာမဟုတ်ဘူးလို့ပြောတာပြင်းပြင်းထန်ထန်ပူပူလောင်လောင်ခါခါတီးတီးသွားတာဒါကိုနားလည်ဖို့လိုတယ်နော်ချစ်ချင်းကြောင့်ဖြစ်ရတဲ့ဆင်းရဲမှုဟာတတ်တောင့်တတ်တာမဟုတ်ဘူးအဲ့တော့ဒီနေ့မှာဦးဇင်းတို့ချစ်ချင်းကြောင့်ဒုက္ခရောက်တယ်ချစ်ချင်းကြောင့်ဆင်းရဲရတယ်ဆိုတာကိုလူတွေဟာတွေးမိခဲ့တယ်များသောအားဖြင့်ချစ်စရာခင်စရာတွေနဲ့ချစ်နေခင်နေရရင်တာယာမှုကြည်နူးမှုအပြည့်နဲ့နေရတယ်လို့ထင်နေကြတာချစ်ခင်နှစ်သက်မှုမျက်နှာမှုဟာပျော်ရွှင်မှုကိုဖြစ်စေတယ်လို့ပဲလူအများစုကထင်နေကြတာတကယ်ကအဲ့လိုမဟုတ်ပိယတော်ဇာယတိတော့ကပိယတော်ဇာယတိဗျာချစ်ချင်းကြောင့်စိုးရင်ရတယ်ချစ်ချင်းကြောင့်အန္တရာယ်ဆိုတာဖြစ်ရတခြားစဉ်းစားကြည့်လေလက်တွေ့တရားဓမ္မတို့အင်းတို့ရဲ့စိတ်ထဲမှာပူလောင်နေရတာပင်ပန်းနေရတယ်တော်တော်များများကချစ်ရတဲ့မျက်နှာရတဲ့ပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့ပဲပူနေကြတာဟုတ်တယ်မဟုတ်လားမြတ်စွာဘုရားလက်ထက်ကရွာသူကြီးတယောက်မြတ်စွာဘုရားဒီကိုရောက်လာပြီးတော့မေးခွန်းတစ်ခုမေးတယ်မေးတဲ့မေးခွန်းလေးကအရန်တန်ဖိုးရှိပါတယ်အရှင်ဘုရားတဲ့တရားတနာရီတောင်ကြောသွားပြီပြောကြတယ်အများကြီးရှိသေးတယ်နော်
အာမေးတယ်ဆိုတော့ပြောလဲစားတော့ဆုံးအောင်ပြောရတော့မှာပဲဟုတ်လားပြီးမှလူရင်းကိုချုံချရတော့မှာပဲဟုတ်လားအာမေးတယ်ဆိုတော့မြတ်စွာဘုရားတဲ့ဒုက္ခတွေကဘာကြောင့်ဖြစ်တယ်လဲဒုက္ခတွေကဘာကြောင့်ချုပ်တယ်လဲတဲ့ဟောအရန်အရေးပါတဲ့မေးခွန်းနော်ဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲအဲ့လိုမေးတော့မြတ်စွာဘုရားဘာဖြေတော့ဆိုတော့တခါကြီးတဲ့ဒုက္ခဖြစ်ပုံဒုက္ခဘာကြောင့်ဖြစ်ရလဲဒုက္ခဘာကြောင့်ချုပ်ရလဲဆိုတော့တဲ့ဟောငါပြောမယ်အဲ့လိုပြောတဲ့အခါမှာနော်အတိတ်ကာလတုန်းကဘလို့တွေကြောင့်ဒုက္ခဘလို့ဖြစ်သွားတယ်ဒုက္ခဘလို့ချုပ်တယ်လို့အတိတ်ကာလကဖြစ်ရကိုအကြောင်းပြုပြီးတော့ပြောမယ်ဆိုရင်အဲ့ဒါငကိုယ်တုန်းကဖြစ်ခဲ့တဲ့ကိစ္စပါလို့တခါကြီးကယုံကြည်မှယုံမေးတယ်ဒါကြောင့်အတိတ်ကာလတုန်းကအဖြစ်အပျက်ကိုအခြေခံပြီးတော့ဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်လို့ငါမပြောဘူးတဲ့အနာဂတ်ကာလမှာဖြစ်အပျက်ကိုအခြေခံပြီးတော့ဒုက္ခဖြစ်ခြင်းချုပ်ခြင်းပြောမယ်ဆိုအဲ့ဒါနောက်မှဖြစ်မဲ့ကိစ္စဆိုပြီးတော့ပေါ့ချင်းပေါ့နေလိုက်မယ်ဒါကြောင့်အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းငါမပြောဘူးတဲ့အခုလုံးလုံးစင်ဟုတ်လားဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့သင်ကိုဒုက္ခဘာကြောင့်ဖြစ်တယ်လဲဒုက္ခဘာကြောင့်ချုပ်တယ်လဲဆိုတာကိုအခုလက်တွေ့ပြောမယ်တဲ့ဟောစကားပြောဘယ်လောက်ကျွမ်းကျင်လဲစဉ်းစားနော်ဒီနားမှာထိုင်နေတဲ့ငါကဒီနားမှာထိုင်နေတဲ့သင်ကိုအခုထိုင်ရမထဒုက္ခဘာကြောင့်ဖြစ်လဲဒုက္ခဘာကြောင့်ချုပ်လဲဆိုတာကိုပြောမယ်တဲ့လောက်စိတ်ဝင်စားတဲ့ကောင်ပြောမပြောရသေးဘူးစိတ်ဝင်စားတဲ့ဖြစ်အောင်ပြောနိုင်တယ်နော်တခါကြီးတဲ့သင်ကိုငါမေးမယ်အဲ့ဒီတခါကြီးကဥရဝေလကပ္ပမှာဏိကုံးရောင်မှာနေတာဟောဒီဥရဝေလကပ္ပမှာတဲ့တစုံတယောက်ဒုက္ခရောက်လို့ရှိရင်သင်ဒုက္ခရောက်ရမယ်အဲ့ဒီလိုတစုံတယောက်ရှိသလားတဲ့ဆိုကြမလို့တယောက်ယောက်သေးလို့တယောက်ယောက်နားလို့ဖျားလို့တယောက်ယောက်အကြီးကျယ်ဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒါလိုတယောက်ယောက်ရှိသလားတဲ့ဟာရှိပါတယ်ဗျာတဲ့တယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်ရမယ်အဲ့ဒီတယောက်ယောက်ရှိသလားလို့မေးတာဘယ်လိုပြောတော့ရှိတယ်တဲ့အဲ့လိုဆိုရင်ဆက်မေးမယ်တစုံတယောက်ဒုက္ခရောက်လို့သင်ဒုက္ခမရောက်ရမယ်အဲ့ဒီလိုတစုံတယောက်ကိုရှိသလားတဲ့အဲ့ဒါလည်းရှိတာပဲတဲ့နားလည်လားမသိဘူးနည်းနည်းပြန်ပြောမယ်နော်တယောက်ယောက်ဒုက္ခရောက်လို့ကိုဒုက္ခရောက်သွားတယ်အဲ့ဒီလိုမျိုးတယောက်ယောက်ရှိသလားရှိတာပေါ့တယောက်ယောက်ဒုက္ခရောက်သွားလို့ကိုဒုက္ခမရောက်ဘူးဆိုတဲ့အဲ့လိုတယောက်ယောက်မျိုးကိုရှိလားရှိတာပဲလေတချို့ဘယ်သူဘလို့ပဲဒုက္ခရောက်နေနေမှောက်နေနေလှမ်းနေလေကိုနဲ့ဘာမှမဆိုင်တာလေဘာမှကိုမှဒုက္ခမရောက်အဲ့လိုလိုကမရှိဘူးလားရှိတယ်အဲ့တော့မြတ်စွာဘုရားဘာပြောလဲဆိုတခါကြီးအဲ့လိုဆိုစဉ်းစားရတယ်ဒီတယောက်ဒုက္ခရောက်ရင်တော့သင်ဒုက္ခရောက်ရတယ်ဒီတယောက်ဒုက္ခရောက်ရင်တော့သင်ဒုက္ခမရောက်ရဘူးတဲ့အဲ့လိုဘာလို့ကွဲပြားခြားနာနေရသလဲတဲ့သူ့ကိုပဲပြန်မေးတာနော်အဲ့တော့သူကဘယ်လိုပြောတော့ဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်ချစ်ခင်ရတဲ့နှစ်သက်ရတဲ့မျက်နှိုးရတဲ့လူတွေဒုက္ခရောက်ပြီဆိုတော့တပည့်တော်ဒုက္ခရောက်ရတာပေါ့တဲ့တပည့်တော်ချစ်ခင်မှုနှစ်သက်မှုမျက်နှိုးမှုမရှိတဲ့လူတွေဒုက္ခရောက်တော့သူ့ဘယ်လောက်ပဲရောက်နေနေအဲ့ဒါတပည့်တော်ဒုက္ခရောက်စရာအကြောင်းမရှိဘူးတဲ့အဲ့လိုဆိုရင်တခါကြီးတဲ့သင်ကိုယ်တိုင်ပဲဒုက္ခဘာကြောင့်ဖြစ်တယ်ဒုက္ခဘာကြောင့်ချုပ်တယ်ဆိုတာသင်ကိုယ်တိုင်ပဲဖြေလိုက်ပြီးသားဖြစ်သွားပြီတဲ့ကဲဘယ်လောက်ကျွမ်းကျင်တော်မူလဲဆိုတာစဉ်းစားတော့ညင်းကိုညင်းလို့ရလားမရဘူးဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားဘာထက်ပြီးတော့ပြောလိုက်တော့ဆိုတော့တခါကြီးတဲ့အတိတ်ကာလတုန်းကဒုက္ခရောက်တယ်ဆိုတာလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ရတာအခုဒုက္ခရောက်နေကြရတယ်ဆိုတာလည်းအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်နေကြရတာနောက်မှဒုက္ခရောက်ကြမဲ့လူတွေလည်းပဲအဲ့ဒီချစ်ခင်မှုနှစ်သက်မှုမျက်နှာမှုကြောင့်ပဲဒုက္ခရောက်ကြရတာအဲ့တော့တခါကြီးကဘာပြောလို့ဆိုမှန်လိုက်တာဗျာတဲ့တပည့်တော်မြို့ရဲ့ပြင်ပမှာဒီရောရဲ့တာလေးစိရပဝါရီဆိုတာရှိတယ်အဲ့ဒီကလေးအိမ်ပြန်ရောက်မလားမသိတော့တနေရာဒီခွဲအိတ်တာနဲ့တူပါတယ်အိမ်ကလူတယောက်ကိုသွားကြည့်ခိုင်းရတယ်သွားကလေးချမ်းချမ်းမာမာရှိရလားသွားကြည့်ရသွားကြည့်ခိုင်းတဲ့လူပြန်မလားမချင်းသူ့မှာရင်မနေရတယ်စိတ်ချရတယ်လို့မရှိဘူးတဲ့အဲ့တော့လက်တွေ့တောင်သူကပြောတာနော်အဲ့တော့ပေးတဲ့တို့ဒါကတရားဆိုတာကလောလောဆယ်ဟုတ်လားဖြစ်နေတာလေးတွေကိုအခြေခံပြီးတော့မှန်မှန်ကန်ကန်သိသွားရင်အလုံးမနှစ်သာရမရှိဘူးလားရှိရဲ့နော်ဒါကြောင့်ခုဘုရားလုံးကဘာပြောတော့ချစ်ချင်းဟာတတ္တဝါတွေကိုပြင်းထန်စွာပူလောင်စေတယ်ဒါကြောင့်ဒီချစ်ချင်းကိုသူမကြိုက်ဘူးလို့ပြောတာတရားမင်းရဲ့ကျေးဇူးကြောင့်တိလို့တဲ့စိတ်ကြောင့်ကျွတ်တို့သိရတာနော်ဟုတ်တယ်မဟုတ်လားအမျက်ရဲ့ဒေါသရဲ့လောဘရဲ့ချစ်ချင်းရဲ့ဒီတရားလေးမျိုးကင်းမရစီလို့ဘုရားလုံးကဆုတောင်းတယ်အဲ့ဒီတရားလေးမျိုးမှာဘာအပြည့်ရှိလို့သင်ကကင်းနေရတာတော့လို့မေးလို့အခုဒီတရားလေးမျိုးရဲ့အပြည့်ကိုပြောလိုက်တာဟုတ်လားပြီးသွားပြီနော်အဲ့တော့ဘုရားလုံးပြောတဲ့စကားတွေကိုသဘောကျပြီးရင်သဘောကျတယ်တရားမင်းကအဲ့ဒါကြောင့်မလို့သူကဘာဆက်ပြောပြန်လို့ဆိုတော့ဣဒသမေတိတုလဝိတေပတိတုပိတုပ္ပတိတေဝရံပြမနာတေတံပိယံကိဉ္စီမနသိစတိအရှင်သေးတဲ့သင်ပြောတဲ့စကားတွေကအယံမှသဘောကျတယ်ကောင်းအယံမှနှစ်သက်စရာကောင်းတယ်ဒါကြောင့်မလို့သင်ရဲ့စိတ်ထဲမှာနောက်ထပ်လိုလားတောင့်တနေတာတွေများရှိရင်ပြောပါတဲ့ရအောင်လုပ်အောင်ဖြစ်အောင်လုပ်ပေးပါမယ်စောစောကတောင်းတဲ့စုလေးမျိုးတော့မပေးနိုင်ဘူးနော်အဲ့ဒါတော့ तू ကစကားတွေကိုထည့်မပြောခွင့်တော့သိလားနောက်ထပ်ပဲထပ်ပြီးတော့တောင်းဖို့ဖိတ်မှန်တကားပြုဒါသူ့ရဲ့မေတ္တာသဘောလို့လည်းမြင်နိုင်တယ်ပေါ့အဲ့တော့ဘုရားလုံးကစဉ်းစားပြီးတော့ဘာဆုတောင်းတော့ဘာပြောလို့ဆိုတော့ဝ
ဝရင်စေမေအဒေါတကတပ္ပဗုဒ္ဓနာမိတ္တရာအရင်ညင်မေဝိဟာရတော်နေဆံဧကဝိဟာရိနောအာဘာရမဥပိ္ပစေဝအန္တရာယကရာဘုဒ္ဓတရားမင်းတဲ့ငါဟောဒီတော်ကြီးမြင်မဲထဲမှာငါတယောက်တည်းနေရတာတဲ့တကယ်လို့မြန်ကျမ်းမာကြီးမြန်ဖောက်ပြန်မယ်ဆိုရင်အဲ့ဒီကျမ်းမာကြီးဖောက်ပြန်မှုကြီးကအကျင့်မြတ်ရဲ့အန္တရာယ်ကိုဖြစ်စေလိမ့်မယ်တဲ့ဒါကြောင့်မို့လို့ကျမ်းမာကြီးပျက်စီးခြင်းကြီးငါးဒီကိုရောက်မလာပါစေနဲ့ဆိုလိုတာကျမ်းမာကြီးကောင်းမရစေလို့ဆုတောင်းတယ်။ဘာလို့ကျမ်းမာကြီးကောင်းကျင်တာလဲအဲ့ဒီဆုကိုတောင်းရခြင်းရဲ့အကြောင်းပြချက်တွေကအရင်မျက်နှိုးစရာကောင်းတယ်နော်။ကျမ်းမာကြီးပျက်စီးလို့ရှိရင်အကျင့်မြတ်ရဲ့အန္တရာယ်ကိုပြုတ်တက်လို့ကောင်းတဲ့အလုပ်တွေကိုထိထိရောက်ရောက်မလုပ်နိုင်မှဆိုလို့ကျမ်းမာကြီးကောင်းကျင်တယ်လို့ပြောတာ။ဘယ်လောက်တဘာဝကြတော့အဲ့တော့ဒီစကားကိုချီးကမ်းပြီးတော့ပေးတဲ့တူကကိုယ့်အတွက်အမျက်ကျင်အောင်စဉ်းစားတတ်ရမယ်နော်